ဘင်္ဂလားဒေ့ရှ်နိုင်ငံကကျွန်တော်တို့မြန်မာတွေကကြည့်ရင်တော့ဒါတော်လိုင်းနိုင်သွားတယ်ရှေ့ဟာစင်များပြီးသွားတယ်ဝန်တာချတာဖြစ်ပါဘူး။ဒါပေမဲ့ကျွန်တော်ရဲ့အမြင်ကတော့ဒါမပြီးသေးဘူးပေါ့နော်ဆက်လက်ကမှအဆပဲရှိသေးတယ်။အများကြီးစောင့်ကြည့်အောင်အဲ့ဒီလေးရှိတယ်ပေါ့နော်။အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့တော့မြန်မာနိုင်ငံအကြောင်းမဟုတ်ဘဲနဲ့တခြားနိုင်ငံတစ်ခုအကြောင်းဆွေးနွေးချင်ပါတယ်။အဲ့ဒါကတော့ကျွန်တော်တို့ရဲ့အိန္ဒိယချင်းနိုင်ငံဖြစ်တဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြောင်းပါ။ကျွန်တော်အရင်လတော့ပေါ့နော်ဒီဒီဇင်ဘာလတော့ဒီဘင်္ဂလားဒေ့ရှ်နိုင်ငံကိုဒီ dialogue ပေါ့နော်အစည်းအဝေးတစ်ခုသွားတက်ဖြစ်ပါတယ်အဲ့ကဒီရပ်ဖက်ဖွဲ့စည်းတွေနောက်ဒီမီဒီယာတွေပြီးဒီပညာရှင်တွေနောက်ပြီးကျောင်းသားခေါင်းဆောင်တွေနဲ့တွေ့ဖြစ်တယ်ပေါ့နော်တွေ့ဖြစ်တော့သူတို့နဲ့လည်းဆွေးနွေးရင်းနဲ့သူတို့ဆရာတင်ယူရတာလည်းရှိတယ်နောက်ကျွန်တော်အိမ်မှာဒီအပြင်ကလူတွေနဲ့လည်းစကားလိုက်ပြောဖြစ်တယ်ပေါ့နော်သွားလိုက်အိမ်မှာလည်းတိလာတဲ့အချက်တွေရောနောက်ကျွန်တော်အဲ့ဒါနေပဲစိတ်ဝင်စားပြီးတော့ဆက်ဖက်ဖြစ်တယ်ပေါ့နော်ဒီဘင်္ဂလားဒေ့ရှ်နိုင်ငံကြီးအခုလည်းတောက်လျှောက်လေ့လာဖြစ်တယ်လေ့လာဖြစ်တော့တော်တော်လေးလည်းစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်တကယ်ကိုသူတို့လည်းဒါအင်တန်အရေးကြီးတဲ့ချက်ချအချိန်ကိုရောက်နေတဲ့တကယ်အလှည့်ပြောင်းချိန်ပေါ့နော်ရောက်နေတဲ့အချိန်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့အနေနဲ့သိထားတာကောင်းနေပြီပေါ့နော်ကျွန်တော်တို့လည်းအများကြီးထိစပ်နေတဲ့အပိုင်းတွေရှိတယ်နောက်တော့ကျွန်တော်တို့အနေနဲ့သိယူစရာတွေအများကြီးရှိတယ်ပေါ့နော်ဒီဘင်္ဂလားဒေ့ရှ်နိုင်ငံရေးနောက်ပြီးဒီလူလူလှုပ်ရှားမှုတမိုင်းဒီအရာတွေပေါ်ကနေကျွန်တော်တို့အနေနဲ့လည်းအများကြီးသိယူစရာရှိမယ်လို့ထင်တယ်ဆိုတော့ဒါနဲ့ပဲကျွန်တော်ဒီဗီဒီယိုလုပ်ဖြစ်တာပါဆိုတော့ဒီဘင်္ဂလားဒေ့ရှ်နိုင်ငံအကြောင်းပြောမယ်ဆိုကျွန်တော်နည်းနည်းလေးအတိတ်ကနေပြန်ဆရမယ်ဆိုတော့ဒါကဒီအင်္ဂလိပ်ပေါ့နော်ဒီကိုလိုနီစနစ်အောက်ကနေထွက်သွားတဲ့အချိန်မှာဒါဒီအိန္ဒိယနဲ့ပါကစ္စတန်ဆိုပြီးခွဲထွက်ကြတာပေါ့နော်ဆိုတော့ဘင်္ဂလားဒေ့ရှ်အဲ့ချိန်တော့ဘင်္ဂလားဒေ့ရှ်မဟုတ်သေးဘဲနဲ့ဒါအရှေ့ပါကစ္စတန်ပေါ့နော်သူအရှေ့ပါကစ္စတန်အနောက်ပါကစ္စတန်အဲ့မှာအိန္ဒိယရှိနေတယ်ပေါ့နော်နေရာနှစ်ခုဖြစ်ကွဲနေတာပေါ့နော်ဆိုတော့အဲ့မှာဒီကျွန်တော်တို့ဇက်လန်ကိုပြန်ကြည့်မယ်ဆို1980လောက်ကနေစကြည့်လို့ရနိုင်မယ်1980မှာစိုက်ကလုန်းမိုလာဖြစ်တယ်ပေါ့နော်ဘင်္ဂလားဒေ့ရှ်နဲ့ဒါရခိုင်ရဲ့ဟိုဘက်ချမ်းပဲပေါ့နော်သူကလည်းတကယ်ကိုကန်ရုံးတဲ့ဒေသအကြီးကိုရှိတာပေါ့နော်ရှိတော့အဲ့မှာဒီစိုက်ကလုန်းဖြစ်တော့လူတွေအများကြီးထိခိုက်ခံရတယ်ပေါ့နော်လူ3သိန်းလောက်တည်သွားတယ်ပေါ့နော်ဆိုတော့အဲ့မှာဒီပြီးတော့ဒီဖျို့ဖျဲအများကြီးဖြစ်တယ်ပေါ့နော်ဆိုတော့ဟိုလူတွေဒုက္ခရောက်တာပေါ့နော်ဒုက္ခရောက်တော့ကျွန်တော်နာဂိတ်ဖြစ်တယ်လို့ပဲပေါ့နော်အဲ့ချိန်မှာလည်းသူကအာနာသိန်းဆိုရပေါ့နော်ဒီပါကစ္စတန်မှာအာနာသိန်းဆိုရစစ်ဆိုရအုပ်ချုပ်နေတဲ့အချိန်ဆိုတော့တေချာမလုပ်ပေးနိုင်ဘူးပေါ့နော်လူတွေဒုက္ခရောက်ကြရတော့လူတွေကဟိုဖြစ်တယ်ပေါ့နော်မကျင်တဲ့ချဘူးပေါ့နော်မကျင်တဲ့အချိန်ဖြစ်တယ်အဲ့အချိန်မှာပဲဒီရွေးကောက်ပွဲလုပ်တယ်ပေါ့နော်1980မှာရွေးကောက်ပွဲမှာကျတော့ဘယ်သူကနိုင်သွားလဲဆိုတော့ဒီAwami League ပေါ့နော် Awami League ဆိုရဲဒီ Awami League ဆိုတာတကယ်နိုင်ငံရေးအဖွဲ့အစည်းပေါ့နော်အဲ့တော့ဒီသူ့ရဲ့ခေါင်းဆောင်ရှိတ်မူဂျီဘာပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့ဆွေးနွေးသွားမယ့်ဒီဘင်္ဂလားဒေ့ရှ်နိုင်ငံရေးရဲ့သုံးသပ်ချက်မှာအဓိကပါတီနှစ်ခုရှိတယ်အဖွဲ့နှစ်ခုပေါ့နော်ဒါမှမဟုတ်လည်းမိသားစုနဲ့ဆွေးအပြည့်မှုလို့ပြောလို့ရတယ်ဒါမှမဟုတ်လည်းအမျိုးသမီးနှစ်ယောက်ကအပြည့်မှုလို့လည်းပြောလို့ရတယ်နော်ဆိုတော့ဒီအမျိုးသမီးနှစ်ယောက်ကတော့ခဏနေလာလိမ့်မယ်ပေါ့အခုကတော့ဒါရှိတ်မူဂျီဘာပေါ့နော်ဆိုတော့ရှိတ်မူဂျီဘာကသူကဒီ Awami League ဆိုတာနေရမဟုတ်ဘူးပေါ့နော်ဒါဟိုးကျွန်တော်တို့အိန္ဒိယလွတ်လပ်ရေးကိုကြည့်မယ်ဆိုအိန္ဒိယလွတ်လပ်ရေးကဘယ်ဟာရရလဲဆိုတော့ဒီဂန္ဒီတို့နေရူတို့ဦးဆောင်တဲ့ဒီ Indian National Congress ဆိုတာရှိတယ် INC ပေါ့နော်ဆိုတော့အဲ့အဖွဲ့ရှိတယ်တစ်ဖက်မှာလည်းဘာရှိလဲဆိုတော့ Muslim League ဆိုတာရှိတယ်အဲ့ဒီ INC နဲ့သူတို့မိတ်ဆွေတွေပါပြီတူဒီရုံးကန်ကြအမျိုးသားရေးလှုပ်ရှားမှုပေါ့နော်ဒီ Muslim League ကတော့ပို့ပြီးတော့ဒါ Muslim Nationalism ပေါ့လေဆိုတော့သူတို့နှစ်ဖွဲ့ပေါင်းပြီးတော့ဒါ British Colonial စံကျင်ကြတယ်လွတ်လပ်ရေးရတဲ့အချိန်မှာနောက်ဆုံးမှာတော့ဒီ Muslim League ကနေဦးဆောင်ပြီးတော့ခွဲထွက်ဖို့လုပ်ကြတာပေါ့နော်ပါကစ္စတန်ဆိုပြီးခွဲအဲ့တော့ဒီပါကစ္စတန်ဖြစ်လာတာကဒီ Muslim League နဲ့သွားဆိုင်တဲ့ Muslim League ကနေဒါဒီဘင်္ဂလီဘက်ချောင်းခွဲထွက်လိုက်တဲ့ဟာတော့ဒါ Awami League ဖြစ်သွားတာပေါ့ဆိုတော့ဒီ Awami League ကအဲ့ကြောင့်ရန် powerful ဖြစ်တယ်အဲ့ရွေးကောက်ပွဲမှာဆိုရင်ဒီသူတို့နေရာ169နေရာရွေးတာဆိုရင်169က Awami ကနိုင်အဲ့တော့ခေါင်းဆောင်ရှိတ်မူဂျီဘာသူကတကယ်ကိုဒီဥပဒေရဆိုရင်သူကဝန်ကြီးချုပ်ဖြစ်ရမှာပေါ့နော်ဝန်ကြီးချုပ်ဆိုတာဒီပါကစ္စတန်တစ်ခုလုံးကဝန်ကြီးချုပ်ပေါ့အရှေ့ပါကစ္စတန်အနောက်ပါကစ္စတန်ဝန်ကြီးချုပ်ဖြစ်ရမှာဒါပေမဲ့ခုနစစ်ခေါင်းဆောင်မလွှဲပေးဘူးအဲ့ဒါမလွှဲပေးဘူးအဲ့မှာဒီဟိုခုနပုတ်တိုင်မှုတွေဖြစ်ကြတယ်ဖြစ်ပြီးတော့ဒီ1981လောက်မှာစပြီးတော့ဒီခွဲထွက်ဖို့ပေါ့နော်ဒီလွတ်မြောက်ရေးလှုပ်ရှားမှုတွေဖြစ်လာတယ်နော်ဒီလိုအဲ့မှာလေတော်လေးထူးဆန်းတာလေလွတ်မြောက်ရေးလှုပ်ရှားမှုမှာလေဒီ
ဒီခဏရှိတ်မူကြီးပါသူကအဲ့ဒါဆိုဒီဟောပေါ့နော်ကြီးညာချက်ပေါ့နော်ဒီဘင်္ဂလားဒေ့ရှ်နဲ့လွတ်လပ်ရေးဘက်ကိုသွားမယ်ဆိုတာမျိုးဒီကြီးညာချက်လိုမျိုးသူကထုတ်ခဲ့တယ်မသူမဖတ်လိုက်ရမဖတ်ပေးနေအဲ့မှာပြောရင်တကယ်ပုံကန်တာပဲပေါ့နော်ပုံကန်နေကျွန်တော်ခွဲထွက်တယ်ပဲပြောပုံကန်တာပဲပေါ့အဲ့အချိန်မှာဒီပါကစ္စတန်စစ်တပ်ထဲမှာရှိတဲ့ဗိုလ်ချုပ်တယောက်ကနေပြီးတော့အဲ့ဒါကိုဖတ်တယ်ပေါ့နော်ဒီဘက်ကအာဝမီဒီကခေါင်းဆောင်တယ်ဒီနိုင်ငံရေးခေါင်းဆောင်တယ်ဒီဘက်ကစစ်ရေးခေါင်းဆောင်ဒီပါကစ္စတန်စစ်တပ်ကပဲဒါပေမဲ့ခွဲထွက်တာပေါ့နော်ပါကစ္စတန်တွေခွဲထွက်ပြီးတော့ဒီဘက်တိချလောက်တော့မယ်ဆိုတဲ့အဖွဲ့လိုမျိုးစပြီးပုံကန်ကြတာပေါ့နော်ဆိုတော့နှစ်ယောက်ကစပြီးဒီတိုင်းပြည်လွတ်လပ်ရေးအတွက်စလုပ်ကြတယ်ပေါ့နော်ဆိုတော့ပြောချင်တာအဲ့မှာမိခွန်ဖတ်တဲ့သူကじゃဘယ်သူလဲဆိုတော့ General Zia ဆိုတာဆိုတော့နှစ်ယောက်လုံးကတကယ်အချက်ကြားဖြစ်မှာပေါ့နော်ခုနရှိတ်မူကြီးပါနဲ့နိုင်ငံရေးခေါင်းဆောင်ပေါ့နော်တကယ်ကိုမွတ်စလင်လိကလာနိုင်ငံရေးခေါင်းဆောင်မျိုးသားရေးခေါင်းဆောင်ပြောရရင်တော့တိုင်းပြည်ဖခင်ကြီးပေါ့နိသူရှိတယ်နောက်တစ်ဘက်ကလည်းစစ်ရေးခေါင်းဆောင်ရှိတယ်ပေါ့နော် General Zia ဆိုတာရှိတယ်သူတို့နှစ်ယောက်ကမိသားစုကနေပြီးတော့တောက်လျှောက်နှစ်50ကျော်ထပ်ပြီးလွှမ်းမိုးသွားမှာပေါ့နော်ဆိုတော့ကျွန်တော်ဆက်ပြီးစိတ်ဝင်စားဖို့ကောင်းနိုင်မယ်အဲ့မှာဘာဖြစ်လဲဆိုတော့ဒီပုံကန်ကြတယ်ပေါ့နော်ပုံကန်တော့အဲ့ရှိတ်မူကြီးပါတော့ဖန်ထားတယ်ဒီအနောက်ပါကစ္စတန်မှာဖန်ထားတယ်ဒါပေမဲ့ပုံကန်မှုရဆက်ဖြစ်တယ်ဖြစ်တော့ဒီ liberation war ပေါ့နော်1981 liberation war ဖြစ်တယ်ဖြစ်တော့အဲ့မှာပါအိန္ဒိယကပါလာတာပေါ့နော်အဲ့အိန္ဒိယကပါကစ္စတန်ကိုရကြည့်လို့မရအောင်ဆိုတော့တခါလေဝင်ပြီးတိုက်ပေးလိုက်တယ်ဝင်ပြီးတော့လည်းပါတဲ့ခါမှာဒီလူတွေထောက်ခံမှုလည်းမရဘူးအိန္ဒိယလည်းမရဘူးဆိုတော့အိန္ဒိယလည်းဝင်ပါတယ်ဆိုတော့နောက်ဆုံးဒီဘင်္ဂလားဒေ့ရှ်ကဟိုလက်ခံလိုက်ရတယ်ပေါ့နော်ပါကစ္စတန်ဘက်ကအဲ့တော့ဘင်္ဂလားဒေ့ရှ်လွတ်လပ်ရေးရသွားတယ်ပေါ့နော်1981မှာလပိုင်းအတွင်းပဲပြီးသွားတယ်ဒါပေမဲ့အဲ့မှာလည်းလူတွေတည်တာပေါ့နော်လူတွေ3သိန်းကနေ3တန်းဒီပါတည်တယ်လို့တွက်ကြတယ်နောက်တစ်ခါကျတော့ဒီမျိုးသမီးတွေလည်းဒီမတိန်ကျင့်ခံရတယ်ပေါ့နော်မျိုးသမီး2သိန်းကနေ4သိန်းလောက်မတိန်ကျင့်ခံရတယ်လို့ပြောတယ်ဒါတွေကဒီပါကစ္စတန်ကိုထောက်ခံနေသူတွေရှိတယ်ပုံမှန်အဖြစ်မွတ်စလင်နည်းနည်းအစွန်းရောက်ပြပြောရမှာမွတ်စလင်အစွန်းရောက်ဖွဲ့ပေါ့သူတို့ခေါ်တာတော့ရှိတာပေါ့နော်ဒီရာဇာခါပေါ့နော်ရာချာကာပေါ့ဒီရာဇာခါရာချာကာဒီပါကစ္စတန်ဘက်ရောက်တဲ့သူတွေပေါ့နော်စစ်သွေးကြွတွေဖြစ်မှာပေါ့ဆိုတော့သူတို့တွေကဒီဘင်္ဂလီတွေကိုနှိပ်ကွကြတယ်ပေါ့နော်ခုနကမထိန်ချစ်နေလို့တယ်ဆိုတော့ဒါကတော့သမိုင်းပေါ့နော်နောက်ဆုံးရလွတ်လပ်ရေးရသွားပါတယ်လွတ်လပ်ရေးရပြီးတော့1981ကနေ85တောက်လျှောက်ကတော့ဒါရှိတ်မူကြီးပါသူကပဲအဓိကတိုင်းပြည်ကိုစတင်ထောင်တာပေါ့အဲ့တော့သူကဒီအဓိက socialist လမ်းစဉ်ကိုသွားတယ်ဆိုတော့အခက်ကလည်းကမ္ဘာမှာဒါစိတ်တိုက်ပွဲဖြစ်နေတဲ့အချိန်အိန္ဒိယမှာလည်းဒါ socialist နဲ့ခေတ်စားတယ်ကျွန်တော်တို့စီမှာလည်း socialist နဲ့ပေါ့နော်အဲ့အချိန်ကာလပေါ့နော်ဆိုတော့သူက socialist နဲ့လုပ်တယ်အဲ့တော့စီးပွားရေးမပြေသေးဘူးပေါ့နော်ဒီကိုတွေကဘင်္ဂလားဒေ့ရှ်လူကြီးအရင်များတယ်ပေါ့နော်ဆိုတော့ဟိုကျွန်တော်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ကပူကြီးတာပေါ့နော်တိုင်းပြည်ကမြန်မာနိုင်ငံက4ဆလောက်ကြီးတယ်4ဆဒါမှမဟုတ်4ဆခွဲလောက်ကြီးတယ်ဒါပေမဲ့လူကြီးကကြတော့ဖြောင်းနေတယ်ပေါ့နော်သူတို့ကကျွန်တော်တို့ထက်4ဆလောက်ပိုများတယ်ပေါ့နော်တန်190လောက်ရှိတာပေါ့နော်ကျွန်တော်တို့တန်45 50ဆိုရပါဆိုကျွန်တော်ဖြောင်းမြန်ပေါ့နော်ကျွန်တော်အချိုးစားဖြောင်းမြန်လို့ဖြစ်တယ်ပေါ့နော်ဆိုလူကြီးအရင်များတယ်ဆိုတော့ဒီစားနေခါငတ်ဘေးဖြစ်တော့ဒုက္ခရောက်ကြတာပေါ့နော်ဒုက္ခရောက်ကြတယ် socialist စနစ်ပေါ့နော်ဆိုတော့ဒုက္ခရောက်ကြတယ်ဒုက္ခရောက်ကြတော့သူကလည်းပို့ပြီးတော့လူတွေကမတီမငြိမ်ဖြစ်တော့ပို့ပြီးတော့အစားရတော့ဒီမိုကရေစီသွားဖို့ပေါ့ဒါပေမဲ့မတီမငြိမ်ဖြစ်တော့သူကလည်းပို့ပြီးတော့အာဏာကိုပို့သုံးဖို့လုပ်တယ်ဆိုတော့တပါတီစနစ်လုပ်တာပေါ့ socialist ကိုတပါတီစနစ်လုပ်ဖို့သူကပြင်ဆင်နေတာပေါ့နော်အဲ့တော့ဒီဒါပေမဲ့ဒါပြောရင်မြန်မာနိုင်ငံဆရာသူအတုခေါ်လာတော့မသိမြန်မာနိုင်ငံ1994လားကျွန်တော်သိချာမသိဒါပေမဲ့ဦးနေဝင်အဲ့အချိန်မှာဒါဟိုဖြစ်နေပေါ့နော်တပါတီစနစ်လုပ်နေနော်ဆိုတော့ဘာဖြစ်လဲဆိုတော့အဲ့မှာဒီအဓိကအပြောင်းအလဲတစ်ခုကဘယ်လိုဖြစ်သွားလဲဆိုတော့1985 August 15ပေါ့နော်အဲ့မှာဘာဖြစ်တာလဲဆိုတော့ဒီလုတ်ကြံခံရတယ်နော်ကျွန်တော်တို့ဒီဝန်ကြီးများရုံးမှာဒီအာဇာနည်နေ့ဖြစ်သွားတယ်လို့ပေါ့နော်ဒီစစ်တပ်ကလူတွေပေါင်းပြီးတော့ကြံကြတယ်စစ်တပ်ကဗိုလ်ချုပ်တွေပေါင်းပြီးတော့သူ့ကိုလုတ်ကြံကြတယ်ဆိုတော့အင်တာရက်ဆက်ပါတယ်ဆိုတော့အဲ့နေ့တရက်ထဲမှာပဲသူမိသားစုပြီးတော့အိမ်မှာရှိရတဲ့သူတွေ48ယောက်လုတ်ကြံခံရတယ်ပေါ့နော်ဆိုတော့သူဒီရှိတ်မူကြီးဘာတို့နေမယာသူ့ရဲ့သားရဲ့သူ့သားရဲ့အမျိုးသမီးတွေရောပြီးသူ့သား3ယောက်ရှိတာပေါ့ငငယ်လေးပါပါတယ်အကုန်တက်ခံရတယ်ပေါ့နော်ဆိုတော့တကယ်တော့သွေးချောင်းစီးတဲ့ကာလပေါ့နော်ဆိုတော့အဲ့မှာလွတ်သွားတာဆိုလို့မိန်းကလေး2ယောက်ပဲရှိတယ်သူ့ရဲ့သမီး2ယောက်ပေါ့နော်ဆိုတော့သမီးအကြီးကတော့ရှိတ်ခါစီနာပေါ့နော်
တတ်တော်ရှိဝန်ကြီးချုပ်ဖြစ်လာမယ်တယောက်ပေါ့နော်ဆိုတော့နောက်တစ်ယောက်ကတော့သူညမပေါ့နော်ဆိုတော့သူတို့ကတော့ဂျာမနီမှာရောက်နေတာပေါ့နော်အဲ့တော့ဆိုတော့ဒီမိသားစုကြီးอ่ะပေါ့နော်ခုနတိုင်းပြည်ကိုတည်ထောင်ခဲ့တဲ့မိသားစုတိုင်းပြည်ရဲ့တကယ်ဖခင်ပေါ့နော်လွတ်လပ်ရေးခေါင်းဆောင်ကြီးရဲ့လောက်ကျန်ခံရတာပေါ့လောက်ကျန်ခံရပြီးတော့စစ်တပ်ကအာဏာသိမ်းတယ်အာဏာသိမ်းပြီးတော့ဒီဒါနောက်ကြောင်းပြန်မလှည့်ရဘူးပေါ့နော်ကျွန်တော်တို့ဒီဟိုပေါ့နော်ပြစ်ဒဏ်ကင်းလို့ခွင့်တခါလေးပေးပြီးသားဒါကိုခွန်ရုံးမှာတရားစွဲခွင့်မရှိအောင်တခါလေး constitution နဲ့ပေါ့နော်ဟိုအခြေခံဥပဒေကိုထည့်ပလိုက်ဆိုတော့အတင်းကျပ်လုပ်ပလိုက်တာပေါ့နော်ဆိုတော့အဲ့ဒီမှာသူတို့ချင်းချင်းနဲ့ဂျားထဲမှာတော့ပုတ်တိုက်မှုတွေဖြစ်တာပေါ့နော်အထင်းမှာလည်းဒီ Army League ရဲ့ကိုထောက်ခံနေသူတွေလည်းရှိကြတယ်စစ်တပ်ထင်းမှာလည်းသူကဟိုစစ်တပ်ကကျွန်တော်တို့လိုမျိုးတသွေးတည်းတမိတ်တော့မဟုတ်သူကလည်းဒါ India ရဲ့ model ကြီးကတော့အချင်းချင်းဟို check and balance ပုံစံတစ်ခုနဲ့ရှိရလို့တော့နားလည်အောင်ပါပေါ့နော်ဆိုတော့အချင်းချင်းအဲ့လိုမျိုးအထဲမှာလည်းအဲ့လို counter coup တွေပါဖြစ်ကြတယ်လို့ဝုံသုံးရတယ်ပေါ့နည်းနည်း short trade ဖြစ်ကြတယ်ဆိုတော့နောက်2နှစ်လောက်ကြာမှကြာဘယ်သူတက်လာလဲဆိုတော့ခုနကကျွန်တော်တို့အစမှာပြောခဲ့တဲ့ဒီလွတ်လပ်ရေးကြီးညာစာတမ်းကိုထုတ်ပြန်တဲ့စစ်ဗိုလ်ချုပ်ပေါ့နော် General Z ရဲ့ပေါ့ General Z ကဒီခုနရှေ့မူကြီးမှာအာဏာကြီးလာတဲ့အချိန်မှာ General Z ကိုဂျောင်ပို့တာပေါ့နော်ဒါပေမဲ့ General Z ကဘာပြောတော့မှုဩစာကြီးတယ်ကြီးတော့နောက်ဆုံးမှသူကပြန်တက်လာတယ်အဲ့တော့သူ့ရဲ့အခန်းကဏ္ဍကတော့သူ့တော့မျိုးသုံးသက်ကြပါဘောနော်သူကဒီလောက်ကျန်မှုမှာဟိုထိုင်းတော့မပါဘူးဒါပေမဲ့လည်းဘယ်လိုပြောရမလဲသူ့ကိုလာတိုင်နေတာတွေရှိတယ်ဆိုတော့ဟိုဘယ်လိုပြောဆွဆွဲချက်တွေလည်းရှိတယ်နောက်တစ်ခါသူကခုနကပြောရင်နောက်ကြောင်းပြန်မလှည့်ရအောင်ဆိုရဲပေါ့နော်ဆွဲထားတဲ့ဥပဒေကိုလည်းသူကဆက်ထိန်ထားတယ်ပေါ့နော်ဒါကိုပြန်ပြီးဖယ်ပေးတာမျိုးမလုပ်တော့ဒါကလေလူတွေရဲ့အမြင်မှာသူကဒါကိုဘယ်လိုပြောရမလဲနောက်ကွယ်ကနေကြိုးကင်နေဆိုရင်သုံးသက်တာရှိတယ်ပေါ့ဆိုတော့ဘာလို့လုပ်လဲဆိုတော့အဲ့လောက်ကျန်မှာပါတဲ့ဗိုလ်ချုပ်တွေကိုတော့သူကနိုင်ငံခြားပို့ပလိုက်တယ်ယာတူးတိုးပေးပြီးတော့တန်အမတ်တွေလုပ်လိုက်တယ်ပြီးတော့နိုင်ငံခြားကိုပို့ပြီးတော့ဒီဘင်္ဂလားဒေ့ရှ်ကနေပြန်ထုတ်ပလိုက်တယ်ဆိုတော့အဲ့လိုမျိုးသူလုပ်လိုက်တယ်ဆိုတော့ဒါကတော့ Zia family ပေါ့နော်ဆိုတော့အိမ်မှာတော့ပါတီထောင်လိုက်တယ် Bangladesh Nationalist Party ပေါ့နော် BNP ဆိုတော့ထောင်လိုက်တယ်ဆိုတော့သူကလည်းဒီ1989ကနေ81တိအုပ်ချုပ်တယ်ပေါ့နော်အုပ်ချုပ်တယ်81မှာကျတော့ဒါသူကတော့ဒါတကားဖွင့်စီးပွားရေးဖြစ်သွားတာပေါ့နော်ဆိုတော့ပြီးခဲ့တဲ့4နှစ်မှာတော့ socialist စီးပွားရေးအဲ့တော့ဘင်္ဂလားဒေ့ရှ်တမန်ကိုလေ့လာမယ်ဆိုရင်ဘင်္ဂလားဒေ့ရှ်မှာ socialist မူဝါဒကိုတကယ်ကျင့်သုံးတာ1981ကနေ1985ပေါ့နော်အဲ့ကာလမှာကျင့်သုံးတယ်လို့ကျွန်တော်ပြောအောင်ပေါ့နော် socialist လှုပ်ရှားဖို့ socialist မူဝါဒနဲ့တွားတယ်အဲ့တော့ဒီဘက်နောက်ပိုင်းမှာတော့ဒါတောက်လျှောက်ဒီ General Zia ကနေပြီးတော့89ကနေ81ပေါ့81မှာဘာဖြစ်လဲဆိုတော့ General Zia လည်းလုတ်ကြံခံရတယ်ပေါ့နော်စစ်တပ်ကလူကပဲလုတ်ကြံရတယ်လုတ်ကြံခံရတဲ့သူကတော့ဒါဟိုတေဝါရပေါ့နော်ဆိုတော့အိမ်မှာနောက်ထပ်စစ်ဗိုလ်ချုပ်တယောက်တက်လာတယ်အဲ့တော့အိမ်မှာဇက်လန်ကဘာလဲဆိုတော့အဓိကဟိုပြောခုကြံသွားတာဒီ General Zia ကသူတေသွားတဲ့ခါမှာသူ့အမျိုးသမီးပြောရရင်မဟုတ်ဆုံးမပေါ့နော်ခါဒီဒက်စီကသူကနေပြီးခုန BNP ရဲ့ခေါင်းဆောင်လိုမျိုးဖြစ်လာတယ်ဆိုတော့ဒါကအိမ်မှာဆိုကျွန်တော်ဆက်ကြောင်းကခုနကပြောသလိုအမျိုးသမီး2ယောက်ထွက်လာပြီပေါ့နော်အဲ့တော့ဒီကျွန်တော်တို့ဟိုရုပ်ရှင်တကယ်ရုပ်ရှင် drama လိုပဲပေါ့နော်တကယ်ဟိုဇက်လန်တော်ရေးစိတ်ဝင်စားဖို့ကောင်းပါအဲ့တော့ဟိုဘက်ကဒီရှိတ်မူဂျီဘိုင်တမီရှိတ်ဟာစီနာကလေအောင်မီလီကခေါင်းဆောင်လိုမျိုးဖြစ်လာတယ်ဒီဘက်က BNP မှာခုန General Zia family ကလေသူ့ရဲ့မိန်းမမုတ်ဆုံမပေါ့နော်ခါလီဒါတက်လာတယ်သူတို့2ယောက်ကအဓိကအားပြိုင်တာပေါ့အဲ့တော့ခုနကဒီ General Zia အုပ်ချုပ်နေတဲ့ကာလမှာသူကဒီရှိတ်ဟာစီနာကိုပြည်ရင်းပေးမဝင်ပြည်ရင်းဝင်ပိတ်ထားတဲ့အခါမှာသူကအိန္ဒိယမှာသွားနေရတယ်ပေါ့နော်ရှိတ်ဟာစီနာဆိုတော့ဒီနောက်ဆုံးကျတော့ဒီ81မှာကျတော့ဒီဗိုလ်ချုပ်အစ်တက်လာတယ်General Arshad ပေါ့နော်သူကတက်လာတယ်အဲ့တော့သူကတက်လာပြီးတော့သူကတော့ရှိတ်ဟာစီနာပေးဝင်လိုက်တယ်ဆိုတော့အဲ့မှာကျတော့တောက်လျှောက်ဒီ General Arshad ကိုကျတော့ဒီဘက်ကခုနကမုတ်ဆိုးမပေါ့နော်ဒီ BNP ပေါ့ဒီခါလီဒါတို့အဖွဲ့ရကြတော့မကြိုက်ဘူးဘာလို့လဲဆိုတော့ဟိုကျွန်တော်ဒီဟိုပါပဲပေါ့နော်ဆွဆွဲချက်ပဲပေါ့နော်ဒီသူကနောက်ကွယ်ကကြိုးကင်တာပေါ့နော်တကယ်တမ်းရှေ့ကပြစ်တဲ့လူထက်ဆိုင်နောက်ကွယ်မှာဒီဗိုလ်ချုပ်တွေရှိနေတာပေါ့နော်ဆိုတော့အဲ့လိုမျိုးသုံးသက်တဲ့အခါမှာသူတွေကမတည့်ကြဘူးပေါ့နော်အဲ့ဒီတော့အဲ့ဒါကြောင့်လေဒီဗိုလ်ချုပ်ကလည်းသူက2ယောက်ကိုကစားခြင်းလို့ခေါ်တာပေါ့နော်2ယောက်ကိုအားပြတ်အောင်ပေါ့ဆိုတော့အောင်မီလီကရောက်လာတယ်ဆိုတော့အဲ့မှာဆိုရင်လည်းဒီတောက်လျှောက်ဒီရွေးကောက်ပွဲတွေလုပ်တယ်ပေါ့နော်သူကရွေးကောက်ပွဲတွေရှေ့နာမယ်စစ်တပ်ကထိန်းတာပေါ့နော်အဲ့လိုမျိုးရွေးကောက်ပွဲလုပ်တဲ့အခါမှာ
ဒီနေ့စကားနဲ့ဆိုတော့ဒါ share election တွေလုပ်တာပေါ့နော်လောက်တော့ဒီဘက်က BNP ကတောက်လျှောက် boycott လုပ်တယ်ပေါ့နော်ဒီရွေးကောက်ပွဲကိုမပါဘူးဒါပေမဲ့အောင်မီလိကကြတော့အစမပါဘူးလို့ပြောမယ်နောက်ပိုင်းမှာတော့ဝင်ပါသွားတယ်တော့ဒီ1986မှာတော့ဝင်ပါတယ်ဘယ်ကပြီးတို့တချို့နေရာတွေရတယ်ပေါ့နော်ဒါပေမဲ့ရမယ်သူကလေဒီအထင်ကနေသူပြန်ပြီးဆန့်ကျင်တာပေါ့နော်ဒီလွတ်တော်တွေမှာထပ်ပြီးတပိတ်ပေါက်တာပေါ့နော်လွတ်တော်မသွားဘဲနဲ့တပိတ်ပေါက်တာလုပ်တယ်ဆိုတော့ဒီနှစ်ယောက်ကလည်းရန်ညွှန်းညင်စာအရင်ကြည့်တယ်ပေါ့နော်။ဘာလို့လဲဆိုတော့မိသားစုတွေဆုံးနာတာပေါ့နော်။ဆုံးနာရတယ်ဒီဘက်ကရှေ့ခါစီနာလည်းသူ့မိသားစုဆုံးနာတဲ့အပေါ်မှာဒီဘက်က generosity ကပါတယ်လို့လည်းအမြင်နဲ့ယူဆတာပေါ့နော်။ဆိုတော့ဒါပေမဲ့သူတို့ကမတည့်ကြဘူးဒီပါတီကလည်းသူတို့နိုင်ငံမှာအင်အားကြီးဆုံးပါတီတစ်ခုဖြစ်သွားတာပေါ့နော်။ဖြစ်သွားတဲ့အခါမှာမတည့်ကြဘူးဒါပေမဲ့လည်းမတည့်တဲ့ရန်သူတွေတော့မှနောက်ဆုံးမှဒီဆက်အာဏာရှင်တွေကိုလည်းသူတို့ကပုံရန်သူရှိသွားတာပေါ့နော်အဲ့ဒီကျွန်တော်အားရှိကလည်း1988လောက်မှာသူကဒီတိုင်းပြည်ကိုဒီ Islamic State ဖြစ်အောင်သူကလုပ်တယ်သူ့ထောက်ခံမှုကြလာတဲ့အခါမှာလူတွေကဒါဘာသာရေးကိုသုံးတာပေါ့နော် Islamic State ဖြစ်အောင်လုပ်တယ်ဆိုတော့ဒီဘင်္ဂလားဒေ့ရှ်မှာကျတော့သူကတောက်လျှောက်ဒီနိုင်ငံရေးပါတီတွေက Muslim nationalism တော့ဟုတ်တယ်ဒါပေမဲ့အဲ့လို Islamic တခုတည်းကိုသူတို့မကြိုက်ကြဘူးပေါ့နော် secular ပိုဖြစ်ချင်တယ်ဘာလို့ဆိုတော့ဒါပါကစ္စတန်မှာတော့အဲ့လိုမျိုးဖြစ်သွားတာเนาะ Islamic ကိုအရင်အဆွင့်ရောက်သွားတဲ့အခါမှာပိုပြီးဆက်အနာရှင်ကြီးခေါင်းထောင်လာတယ်ပေါ့နော်အဲ့ဒါကြောင့်သူကဒီတမိုင်းနေရာရှိတဲ့ခါမှာဒီ Islamic State ကိုသူသိမဖြစ်ချင်ဘူးပေါ့ဒီကျွန်တော်ဒီပါတီနှစ်ခုကလည်းအဲ့အချိန်မှာပို့ပြီးပူးပေါင်းပြီးသွားတယ်တော့1990မှာသူတို့နှစ်ယောက်ပူးပေါင်းတဲ့ကြီးညာစာတွေထုတ်တယ်ပြီးတော့ General Ashad ကိုသူတို့ဖြုတ်ချဖို့လုပ်ကြတယ်ဆိုတော့91မှာဒီဆန္ဒပြပွဲတွေចောင်းသားဆန္ဒပြပွဲတွေလုပ်တယ်ဆိုရင်မှာထူးခြားချက်တစ်ခုကဒီဘင်္ဂလားဒေ့ရှ်ရဲ့ပါတီတွေပေါ့နော်ခုနပါတီနှစ်ခုကသူတို့မှာကျွန်တော်တို့ဒီမှာဆိုရင်တော့ပါတီရဲ့နိုင်ငံရေး political wing arm wing ပေါ့နော်နဲ့ကိုင်အဖွဲ့နဲ့နိုင်ငံရေးအဖွဲ့ဆိုလို့ပြောတာနှစ်ချမ်းခွဲလေးရှိတယ်ဒီဘင်္ဂလားဒေ့ရှ်နိုင်ငံရေးပါတီမှာကျတော့သူကဒီ political wing နဲ့ student wing ဆိုတာရှိတယ်။ကျောင်းသားအဖွဲ့တွေတော့ဖွဲ့တာရှိသမျှတက္ကသိုလ်တွေကျောင်းသားအစုအဖွဲ့တွေမှာတော့ပါတီရဲ့အတိုင်းဖြစ်တဲ့ကျောင်းသားအုပ်စုတွေရှိကြတယ်။အဲဒီအုပ်စုတွေကနေအဓိကလူလှုပ်ရှားမှုတွေကိုဦးဆောင်ကြတယ်။ဆိုတော့1987မှာလူလှုပ်ရှားမှုတွေအုံချောင်းမှုတွေဖြစ်တယ်။ဖြစ်ပြီးတော့ဒီကျွန်တော်အရှက်နောက်ဆုံးပြုတ်သွားတယ်ပေါ့နော်။ပြုတ်သွားပြီးတော့ဒီကောက်ပွဲလုပ်တယ်91မှာအဲ့ဒီ61ကနေဒီ2006လောက်ထဲကကြာသူတို့နှစ်ယောက်အပြိုင်တာပေါ့နော်အဲ့တော့ဒီ61မှာလုပ်တယ်ခါလီဒါနိုင်သွားတယ်နောက်96မှာလုပ်တယ်နောက်ထပ်ရွေးကောက်ပွဲတစ်ခုလုပ်တယ်အဲ့မှာနောက်ထပ်ထူးခြားတာတစ်ခုအဲ့96မှာဒီခါလီဒါတော့ရွေးကောက်ပွဲအာဏာရပေါ့နော်အဲ့ချိန်မှာရှိတ်ဟာစီနာတို့ကဟောပေါ့နော်အပြိုင်ပေါ့လေအတိုက်ခံပေါ့ဆိုတော့သူကဒီရှိတ်ဟာစီနာအဲ့ချိန်မှာဘာပြောလဲဆိုတော့ဒီအာဏာရကနေပြီးတော့ဥဆောင်တဲ့ရွေးကောက်ပွဲကယုံကြည်လို့မရဘူးပေါ့နော်အာဏာရပါတီကဝင်ပြီးတော့ချဲ့နေမှာပေါ့နော်သူမှအသာစီးရနေတယ်ဒါကြောင့်ဂျားထဲမှာကဲတိတ်ကပေါ့ဒီအိမ်ဆောက်အစိုးရထားပေးရမယ်အိမ်ဆောက်အစိုးရနေပြီးရက်90လောက်ကိုချိန်ယူပြီးတော့ရွေးကောက်ပွဲကိုစီစဉ်ပြီးမှအာဏာလွှဲပေးရမယ်ပေါ့ဆိုအဲ့လိုမျိုးသူကလုပ်တယ်အဲ့တော့ဒီအိမ်မှာသူကကဲတိတ်က government စနစ်ထွက်လာတယ်ဆိုတော့နောက်တစ်ခေါက်မှာ96မှာရှေ့ဟာစီနာနိုင်တယ်2001မှာနောက်ထပ်ရွေးကောက်ပွဲလုပ်တဲ့ခါမှာရှေ့ဟာစီနာရှုံးပြီးတော့ပြန်ပြီးတော့ဒီခါလီဒါတို့ BNP ကပြန်တက်လာတယ်ပေါ့နော်ဆိုတော့2001ကနေ2006ပြီးသွားတဲ့ခါမှာကျတော့ဒီခုနကပြောလွှဲတဲ့အချိန်ပေါ့နော်အဲ့ဒီအိမ်ဆောက်ဆိုရလွှဲတဲ့အချိန်မှာရှုပ်ရှင်းဖြစ်ကြတယ်အိမ်ဆောက်ဆိုရလွှဲပေမဲ့လွှဲတဲ့တရားသူချုပ်ကလက်မခံဖြစ်ကြတယ်နောက်တစ်ခါအဲ့သူတို့လူတွေထိုက်ရွေးပြီးဖွဲ့တဲ့ခါမှာနောက်ဆုံးကျတော့ဒီဘက်ကပါတီကလည်းတပိတ်ပြန်မှောက်တယ်မှောက်တော့အိမ်မှာအရှုပ်ရှင်းနေဖြစ်နေတဲ့အချိန်ပေါ့နော်အငင်းခုန်နေဖြစ်နေတဲ့အချိန်မှာဖုံးစံတိုင်းပေါ့နိနောက်ကွယ်မှာအမြဲတမ်းစောင့်နေတဲ့စစ်တပ်ကဝင်လာပြန်စစ်တပ်ကကြတော့အဲ့ချိန်မှာကြတော့ဗာစဉ်းစားရတယ်ဆိုတော့ဒီနှစ်ယောက်ကအနေပေါ့နော်ဒီနှစ်ယောက်ကရန်ညှို့ကလည်းအရန်ကြည့်တယ်ဒီနှစ်ဖွဲ့ကလည်းတယောက်နဲ့တယောက် fight နေကြတာပေါ့နော်ဒီတိုင်းပြည်ကဒီတိုင်းဆိုတော့အဆင်မပြေဘူးဆိုတော့သူတို့နှစ်ယောက်ကိုဥချုံးမှရမယ်ဆိုပြီးတွေးလိုက်စစ်တပ်ကအဲ့နှစ်ယောက်လုံးကိုသူကအဲ့လိုဒီအာကတိတိုက်စားမှုတွေနဲ့အမှုတွေထိုင်ဆွဲပြီးတော့နိုင်ငံခြားထွက်အောင်သူကချင်းချောက်တာပေါ့နော်စစ်တပ်ကဒါပေမဲ့အင်းယောက်ကလည်းခေသူမဟုတ်ပေါ့နော်အကောင်လုံးကတိုင်းပြည်ကိုတည်ထောင်ခဲ့တဲ့သူတွေပေါ့နော်ခဏပြသူတို့တစ်ဖက်ကနိုင်ငံရေးတိုင်းပြည်ကိုတည်ထောင်ခဲ့တဲ့နိုင်ငံရေးခေါင်းဆောင်တစ်ဖက်ကလည်းတိုင်းပြည်ကိုတည်ထောင်ခဲ့တဲ့စစ်ရေးခေါင်းဆောင်ပေါ့နော်ဖြစ်တဲ့အခါမှာအဲ့ကမိသားစုတွေကလာတဲ့သူတွေဖြစ်တဲ့အခါမှာခေသူမဟုတ်တယ်လေသူတွေကလည်းနိုင်ငံသားမထွက်ဘူးထဲမှာရှိပြီးတော့တင်သေးပလေးစီပေါ့အဲ့လိုမျိုးပြောတာပေါ့နော်ပြောပြီးနောက်ဆုံးကျတော့စစ်တပ်ကလည်းဖိအားပေးခြင်းနဲ့ဖိအားလည်းပေးလို့မရတော့စစ်တပ်ကဘာလုပ်ချင်တာလဲဆိုတော့ပါတီအသစ်တွေထောင်ချင်ဒီနှစ်ယောက်ကိုအာရုံလွှဲလိုက်ချင်တယ်ပေါ့နော်အဲ့ဒါကြောင့်ဒီမူဟာမက်ယူနစ်ဆိုဘာလို့လဲသွားပြီးစီယုံနေဒါပေမဲ့မအောင်မြင်ဘူးပေါ့နော်လူတွေကဒီပါတီနှစ်ခုပဲလူတွေကညင်ကြတာပေါ့နော်ဆိုတော့မအောင်မြင်တော့နောက်ဆုံးကြတော့စစ်တပ်လည်းပြန်ထွက်လိုက်ရတယ်ပေါ့နော်ဒီ
2006ဆို2009နဲ့2009ပေါ့နော်ဆို2009မှာကြာရွေးကောက်ပွဲလုပ်တဲ့အခါမှာကြာအဲ့ချိန်မှာကြာဘယ်သူကပြန်နိုင်သွားလဲဆိုတော့ရှိတ်ဟာစီနာနိုင်ဆိုတော့အလှည့်ပြောင်းမယ်ပေါ့နော်ဆိုတော့ရှိတ်ဟာစီနာနိုင်တဲ့အခါမှာရှိတ်ဟာစီနာအဲ့ချိန်မှာကြာသူကနည်းပညာရသွားတယ်ပြောမလားတော့မသိဘူးပေါ့နော်ဒီစစ်တပ်ကအဲ့ချိန်မှာခုနပြောတဲ့အချင်းဖြစ်အာဂတိမှုတွေနဲ့လိုက်တရားဆွဲရတဲ့ဘာလို့သူကဆက်ယူလာပြီးတော့ခါလီတာကိုတရားဆွဲတယ်ခါလီတာသားတွေပါတရားဆွဲပြီးတော့နိုင်ငံထဲမရအောင်လုပ်လိုက်တယ်တော့ဖိနှိပ်လိုက်တယ်ပေါ့နော်ဖိနှိပ်လိုက်တယ်နောက်ရှိတ်ဟာစီနာတော့2017မှာဒီခုနပြောတဲ့ဒီအိမ်ဆောက်ဆိုရနဲ့ဒီအာဏာလွှဲပြီးတယ်ဆိုတော့ဟာကြီးကိုဖြတ်ပလိုက်တယ်အဲ့တော့သူကပဲခြေလေတာပေါ့နော်အဲ့တော့ဖြတ်လိုက်တော့ခုနကာလီတာတို့ကလေကာလီတာကိုလည်းတရားတွေခြိုင်ဆွဲနေတယ်ပြီး BNP ကလည်းဒါကိုယုံကြည်မရှိတဲ့အခါမှာထောက်လျှောက် point call လုပ်တယ်လို့တော့ဒီထောက်လျှောက်ပေါ့နော်2009ကနေ2024ထိထောက်လျှောက်ကရှိတ်ဟာစီနာရဲ့အာဏာရတဲ့ကာလဖြစ်သွားတာနော်ဆိုတော့အဲ့ဆိုရင်ကျွန်တော်တို့ကဒီမျိုးသမီးနှစ်ယောက်ကတော်တော်လေးထူးခြားပါတော့ခုနပြောတဲ့ခါလီဒါစီယာကြတော့ဒီပထမအောင်ဆုံးတော့အမျိုးသမီးဝန်ကြီးချုပ်ပေါ့နော်ရှိတ်ဟာစီနာကြတော့တက်တော်ရှိဝန်ကြီးချုပ်ပေါ့သူတို့နှစ်ယောက်ကအဲ့လိုမျိုးကျွန်တော်တို့တမိုင်းမှာအဲ့လိုပတ်လို့ရပါတယ်ဆိုတော့ဒါကတော့ဇက်လန်ပေါ့နော်ဒါကျွန်တော်တမိုင်းကိုပြန်ပြောနေတာအဲ့တော့လက်တလောကတော့ဒီ2024မှာဆန္ဒပြပွဲတွေဖြစ်တယ်လူတို့အုံချောင်းမှုတွေဖြစ်တဲ့အခါမှာဒီဇူလိုင်လမှာဖြစ်ပြီးတော့ရှိတ်ဟာစီနာပြုတ်သွားတယ်အဲ့အကြောင်းနဲ့နည်းနည်းပြန်ပြောရမယ်ဆိုရင်ဒါခုနကပြော1980 legacy နဲ့ပြန်ဆိုင်တာပေါ့နော်1980ခုနလွတ်လပ်ရသွားတဲ့အချိန်မှာ1981ပေါ့နော်လွတ်လပ်ရတဲ့အချိန်1982မှာကျတော့ဒီရှိတ်မူကြီးပါဘာလုပ်လဲဆိုတော့သူကဒီကိုတာစနစ်လုပ်လိုက်တယ်ကိုတာစနစ်ဆိုတာဘာလဲဆိုတော့အဲ့ဒီ liberation war ပေါ့နော်သူတို့လွတ်မြောက်ရေးတိုက်ပွဲလွတ်လပ်ရေးတိုက်ပွဲမှာပါခဲ့တဲ့သူတွေကိုအစိုးရမှာယာတူးတွေပေးတာ percent တစ်ခုနဲ့ပေါ့နော်ယာတူးတွေပေးတယ် quotation တစ်ခုနဲ့ဆိုတော့အဲ့ဟာဒီနောက်ပိုင်းထိဆက်ကြံလာတယ်ဘလို့ကြံလာလဲဆိုတော့ဒီအဲ့ပါဝင်ခဲ့တဲ့သူတွေပေါ့နော် freedom fighter ဆိုသူတို့တုံးတာပေါ့နော်ကျွန်တော်တို့ဖက်လည်း freedom fighter ဖြစ်ဆိုတော့အဲ့အဖွဲ့ကလူတွေရဲ့တာသမီတွေမိတွေအထိပါတော့ထောက်ထိုင်ပေးတယ်ပြီးတော့အဲ့စနစ်ကြီးကဒါပြောရရင်ဒါရှိတ်မူကြီးပါလုပ်ခဲ့တာအောင်မီလီကလည်းအဲ့ဒါကိုတုံးပြီးတော့သူ့ရဲ့ဒီထောက်ခံသူတွေကိုနေရာရအောင်လုပ်တယ်ပေါ့ပြောရရင်တော့ဆရာမင်းတစ်ပွဲဝင်လုပ်တယ်ဆိုပြီးတော့နိုင်ငံရေးသမားရမြင်လာတယ်နောက်ကလူငယ်တွေကလည်းမြင်လာတယ်လူငယ်တွေကလည်းဒါတွေကအရေးချင်းနဲ့စစ်တာမဟုတ်ပဲねဒီလိုမျိုးဆရာမင်းတစ်ပွဲမျိုးပေါ့နော်သူတို့ဟိုသက်စာခံတဲ့သူတွေမွေးတဲ့ပုံစံမျိုးဖြစ်နေရဆိုမြင်လာတဲ့အခါမှာ2018မှာအဲ့ကိုတာစနစ်ကိုဆက်ကျင်တာလုပ်တယ်ဆန္ဒပြပွဲတွေလုပ်တယ်အဓိကဘင်္ဂလားဒေ့ရှ်မှာခုနကပြောចောင်းသားနိုင်ငံကြီးအရင်အားကောင်းတယ်ပေါ့နော်ဒီဒါကာရဲ့ဒီမြို့တော်ဒါကာမှာចောင်းသားနိုင်ငံကြီးចောင်းသားလှုပ်ရှားမှုတွေအရင်အားကောင်းတဲ့အခါမှာသူတို့တွေကဆန္ဒပြပွဲတွေလုပ်တယ်ဒီတပိတ်တွေပေါက်ကြတယ်အဲ့လိုလုပ်ကြတဲ့အခါမှာနောက်ဆုံးမှာဒါကိုရက်ပေးလိုက်ရက်ပေးဆိုတာဒီယာတူးအကြီးတွေပေါ့နော် class 1 class 2အဲ့လိုမျိုးယာတူးကြီးတွေကိုပူတာနဲ့မလုပ်တော့ဘူးဆိုပြီးတော့ရှေ့ဟာစီနာလက်ခံပေးလိုက်တယ်ဖြစ်ချင်တော့2024မှာတော့ပြန်ပြီးတော့တရားရုံးမှာပြန်ပြီးတော့အယူခံတင်ပြီးတော့ပြန်ပြီးစဖို့ပြန်လုပ်တယ်ကိုတာစနစ်ကိုတာ30အိမ်လုံးပြန်ခွဲပေးမှာပေါ့နော်အစိုးရဝန်ထမ်းတွေရဲ့30အိမ်လုံးကိုဒီခုနပြောတဲ့ဒီလွတ်မြောက်ရေးတိုက်ပွဲမှာပါဝင်ခဲ့တဲ့သူတွေမိသားစုတွေကိုပေးမယ်ဆိုပြီးလုပ်တဲ့အခါမှာလူတွေကစီးပွားရေးကလည်းကြာနေအလုပ်တွေကလည်းနေနေတဲ့အချိန်မှာအဲ့လိုမျိုးလုံးဝခေါင်းလာဆိုလူငယ်ကဒေါသထွက်ပြီးတော့ဆန္ဒပြတာပေါ့ကြီးကြီးဆိုတော့2024ဇူလိုင်ပေါ့ဆိုဆန္ဒပြတော့ရှိတ်ခါစီနာမှာလည်းသူကတပည့်တွေအများကြီးရှိတယ်အဲ့တော့သူကလည်းရဲတွေတုံးတယ်နောက်သူចောင်းသားအဖွဲ့တွေရှိတယ်အចောင်းသားအဖွဲ့တွေကိုသူတုံးပြီးတော့အကြမ်းဖက်ခိုင်းတယ်ဖိနှိပ်ခိုင်းတယ်တစ်ဖက်မှာလည်းသူကဘာလုပ်သေးလဲဆိုတော့ဒီဝါရဖြန့်တာပေါ့နော်ဒီလူတွေကဒါပါကစ္စတန်ဘက်ရိန်းနေခုနပြောရာဇာခါတွေပေါ့နော်သက်ဆက်ပေါက်တွေပေါ့ဒီလိုမျိုးအကြမ်းဖက်သမားတွေဒါတွေကြောင့်ဒီလွတ်လပ်ရေးဟိုသူရဲ့ခေါင်းတွေကိုချင်းမြောက်တဲ့ဟာကိုစန့်ကျင်တာဆိုတဲ့ပုံစံမျိုးသူပုံသွင်းနေဒါပေမဲ့ propaganda မအောင်မြင်လူတွေကမြင်နေရတာပဲပေါ့နော်အဲ့တော့တချို့ចောင်းသားတွေထိခိုက်တာမျိုးရှိတဲ့အခါမှာဒီចောင်းသားတွေမဟုတ်ဘဲနဲ့ဘင်္ဂလားဒေ့ရှ်ရဲ့ဒီတော်တော်များများအုပ်စုတွေအကုန်လုံးကပူးပေါင်းနေပါတယ်ခုနအတိုက်ခံနေရောဘာသာရေးကောင်းဆောင်တွေစသဖြင့် community အကုန်လုံးပေါင်းစုပြီးတော့ရှေ့ဟာစင်းတော့မကြိုက်တဲ့ဟာတွေများလာတဲ့အခါမှာစစ်တပ်ကလည်းအဲ့ဒါကိုသိတဲ့အခါမှာဟိုဝင်ပြီးတော့မလုပ်ပြီးတော့ဘူးပေါ့နော်ဝင်ပြီးတော့ပြည်သူတွေမဖြစ်ပြီးတော့မဖြစ်ပြီးတော့တိချင်းပဲရှေ့ဟာစင်းကအိန္ဒိယကိုပြီးသွားတယ်ပေါ့နော်ဆိုတော့ဒါကတော့အခြေခံဇလံပဲပေါ့နော်ဆိုပြီးသွားလားဆိုတော့မပြီးဘူးပေါ့နော်ဇလံကတော့နည်းနည်းကြံနေတာပဲဆိုတော့2024နောက်ပိုင်းမှာကျတော့ဒါမိုဟာမက်ယူနစ်ပေါ့နော်သူကတက်လာတယ်သူကတော့
ကျွန်တော်ငယ်ငယ်တော့ကျွန်တော်ငယ်ဆိုကျွန်တော်ငယ်တဲ့ဘယ်နှစ်ဖြစ်မလဲမသိဘူးဒီငယ်တဲ့10နှစ်လောက်ကဒီတော့အထွန်းသက်ဒီ talk show တွေနားထောင်နေဆိုသိပါလိမ့်မယ်သူကဒီ Nobel ဆုရတာပေါ့နော်ငင်းငယ် Nobel ဆုရတာဒါပေမဲ့သူကတကယ်စီးပွားရေးပညာရှင်သူကဒီအမျိုးသမီးတွေသူကဒီ microfinance လုပ်တာပေါ့နော်လုပ်ရင်းနဲ့ဒါကမ္ဘာမှာလည်းနာမည်ကြီးပါတယ် UNESCO ကသူအမေရိကန်နဲ့ပြန်ရောက်လာတယ်ရောက်လာပြီးတော့သူကခုနဒီခြားကာလာအစိုးရရဲ့အုပ်ချုပ်ဦးဆောင်တဲ့သူဖြစ်သွားတယ်ဆိုတော့ဒီအိမ်နောက်မှာဗာဆက်ဖြစ်တဲ့ဆိုတော့ဒီရှိတ်ဟာစီနာလည်းသူအောင်မီလိကခေါင်းဆောင်မှာဆိုပြီးဆက်ပြီးတော့ဒီ exile အစိုးရ exile ခေါင်းဆောင်တွေဆက်လုပ်တာပေါ့နော်အိန္ဒိယကနေဆက်ပြီးတော့သူခြေလဲတော့ဒီဘက်ကလည်းကျောင်းသားခေါင်းဆောင်တွေ unit ဆက်ရှိတ်ဟာစီနာလည်းမတည့်ကြဘူးနော်မတည့်တော့ဒီမိုဟာမက်ယူနစ်ကလည်းတွားပြီးတော့ဒီအိန္ဒိယကိုရှိတ်ဟာစီနာကိုပေးဖို့တွားပြီးအကြက်ကင်တာတွားပြောတယ်ပေါ့နော်ဖိအားပေးတယ်ဒါပေမဲ့အိန္ဒိယကလည်းမပေးတော့တန်ပုတ်တိုက်မှုတွေဖြစ်တာပေါ့နော်ငကိုရဲကရှိတ်ဟာစီနာသူကအိန္ဒိယထောက်ခံနေသူအိန္ဒိယကိုနဲ့တက်အောင်ပေါင်းနေသူဒီဘက်က BNP တို့ဘာတို့ကကြာတော့အိန္ဒိယကိုအိန္ဒိယပေါ်မှာသူကဟိုတန်တရားရှိတယ်သူပေါ့နော်ဆိုတော့ဒီမှာလည်းကျွန်တော်ကဒီ geopolitics ဆိုနေလေးနားနေရမှာကဘင်္ဂလားဒေ့ရှ်မှာအိန္ဒိယချင်းကနှစ်နိုင်ငံပဲရှိတယ်မြန်မာနဲ့အိန္ဒိယပဲအိန္ဒိယကတော့သူကကားငယ်လို့အုံလာတာပေါ့နော်65ရာခိုင်နှုန်းကကီလို4000ကျော်ထိပြောရရင်ဒီဘင်္ဂလားဒေ့ရှ်တစ်ခုတော့အိန္ဒိယအုပ်ထားတာကျန်တဲ့900ရာခိုင်နှုန်းကတော့ဒီဘက်ကရခိုင်နဲ့ထိရပါတယ်ပေါ့နော်ဆိုတော့ကြည့်လိုက်ပေါ့နော်တနိုင်ငံတော့အိန္ဒိယကအဓိကထိတယ်အိန္ဒိယရဲ့ပြည်နယ်တစ်ခုလိုမျိုးအောက်မှာရောက်နေတာပေါ့ရောက်နေတော့ဒါအိန္ဒိယပေါ်မှာဘယ်လိုပြောပြီးခိုးရတယ်အများကြီးရှိတယ်ဆိုတော့အဲ့အပေါ်မှာသူကတခြားနိုင်ငံတွေနဲ့ရောပြီးတော့သူ power balance ဆုပ်ချင်တဲ့အဖွဲ့ရှိတာပေါ့နော် BNP ကအဲ့တော့ဒီ policy မတူကြတော့ဘာပြောတက်ကလည်းအများဆွဆွဲကြတာပေါ့နော်ဆိုတော့အဲ့ဟာလည်းရှိတဲ့အခါမှာဒီအခု unit ဆိုတက်လာတဲ့နောက်ပိုင်းမှာလူတွေကဒီအိန္ဒိယမုန်းတီးရေးစိတ်တွေများလာအိန္ဒိယကလည်းရှင်းရစီနာမထုတ်ဘူးပေါ့အဲ့မှာ tension တွေဖြစ်တယ်ဖြစ်ပြီးတော့အိန္ဒိယကစပြီးတော့ဒီဘင်္ဂလားဒေ့ရှ်ဘက်ကဗီဇာကိုပိတ်လိုက်တယ်နောက်ဘင်္ဂလားဒေ့ရှ်ကလည်းပြန်ပိတ်တယ်အဲ့လိုမျိုးတစ်ယောက်ငင်းခုန်နေဖြစ်ကြတယ်ဒီအဲ့ဒါကိုပို့ပြီးဆိုးဝါးစေတာဒီပြီးခဲ့တဲ့ဒီဇင်ဘာမှာပဲကျွန်တော်ရှိပါသေးတယ်ဒီဘင်္ဂလားဒေ့ရှ်မှာရှိနေတဲ့အချိန်မှာပဲဒီကျောင်းသားခေါင်းဆောင်ပေါ့နော်ခုနကဒီဇူလိုင်တော်လှန်ရေးမှာပါဝင်ခဲ့တဲ့ကျောင်းသားခေါင်းဆောင်အော့စမန်ဟာဒီကလုတ်ကြံခံဒီဒီဇင်ဘာ17မှာပေါ့နော်ပြီးတော့နောက်တစ်ပတ်လောက်ကြာတော့ဆုံးသွားတယ်တကယ်ဟိုဘလီယာအစင်းမှာသူဒီကျွန်တော်တို့ဒီ3ဘိန်းပေါ့နော်3ဘိန်းဟိုပုံမှာသူ3ဘိန်းပုံမှာစစ်3ဘိန်းရှိအိမ်မှာသူဟိုအဲ့ပုံမှာဟိုပြစ်ခံရတာပေါ့နော်ဒီလမ်းမပေါ်မှာပဲပြစ်သွားတယ်အဲ့လိုလည်းမမိဘူးပေါ့နော်မမိတဲ့ခါမှာလူရဲ့ဒေါသပိုထွက်ကြတယ်အဲ့တော့ပို့ပြီးတော့စတားပြပွဲအောင်ချမှုတွေဖြစ်ပြီးဒီပြီးခဲ့တဲ့လမှာပဲဒီတိုက်စတိုင်းပေါ့နော်ကျွန်တော်တို့သွားပြီးဒီစကားပြောတယ်သွားတွေ့တယ်ဒီ channel type ပေါ့နော် daily star ကိုပြီးသွားရှို့ကြတယ်ပေါ့နော်ဘာလို့ဒီ daily star ကကြတော့သူတို့အယူဆနည်း moderate ဖြစ်တာပေါ့နော်သူတို့ကတော့နည်းချင်းပြီးလုပ်ရမယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ဆိုတော့အဲ့ကာလမှာကြာဘာဖြစ်လဲဆိုတော့ဒီမိုဟာမက်ယူနစ်ကလည်းသူကဒီအောင်မီလီဂျီကိုဘန်ပလိုက်တယ်ပေါ့နော်ရွေးကောက်ပွဲမှာအခုလာမယ့်ရွေးကောက်ပွဲပေါ့နော်ကျွန်တော်သိမကြခင်မှာရွေးကောက်ပွဲလာတော့မှဒီ February လထဲမှာရွေးကောက်ပွဲလုပ်မှာအဲ့ဒါကြီးကိုသူကဘန်ချပလိုက်တယ်ပေါ့နော်ဘန်လိုက်တော့ဒီဂျားတွေကဒီခေါင်းဆောင်ဒီရပ်ဖက်ဖွဲ့စည်းရသူတွေနောက်ဒီနည်းနည်းဟိုအလဲဘက်ရောက်တဲ့သတင်းစာဆရာပြောတာပေါ့နော်အဲ့လိုမျိုးလုပ်ရင်ဒီစာကဆက်လဲနေလိမ့်မယ်ပေါ့နော်တစ်ဖက်နဲ့တစ်ဖက်အာဏာရလာတဲ့တစ်ဖက်ကိုလုံးဝပိတ်ချပလိုက်တာမလုပ်ဖို့ပြောတဲ့အခါမှာလူရမကျင်းတဲ့ကြောက်ပေါ့နော်မကျင်းတဲ့ဘူးခဏကျောင်းသားခေါင်းဆောင်စုံသွားတော့ဘူးထောသားတွေထွက်ကြတယ်ဆိုတော့အဲ့ဒါနဲ့ရောရောက်ပြီးတော့ဒီသတင်းစာလိုက်တွေမီးရှို့တာတွေဖြစ်ကုန်တာပေါ့နော်ကျွန်တော်အိမ်မှာစစ်တပ်ကဝင်ထိန်းနေရတယ်ပေါ့နော်လူတော့အသေးပြောက်မရှိခဲ့ပါဘူးဆိုတော့ဒါတွေတွေ့ရတယ်ဆိုတော့ကျောင်းသားနဲ့ခေါင်းဆောင်နောက်ထပ်တစ်ယောက်လည်းထပ်ပြစ်တက်ခံရတယ်နောက်ပြီးအဲ့လိုမျိုးဒီပြစ်တက်ခံရတဲ့ဆက်ရှိတယ်ပေါ့နော်ဒီတချို့ဒီလူနည်းစုတွေလည်းဟိုတယောက်လုတ်ကြံခံရမျိုးလည်းရှိတယ်အဲ့တော့အဲ့မှာလည်းအငင်းခုန်တွေဖြစ်နေကြတာပေါ့နော်လက်ရှိဒါတော့လက်ရှိအခြေအနေပါနောက်ပြီးထူးခြားကြတော့နောက်ထပ်ထူးခြားတာတော့ဒီဇင်ဘာ30ပေါ့နော်ပြီးခဲ့တဲ့ကျွန်တော်တို့လဒီဇင်ဘာ30မှာကျတော့ဒီခုနတက်တော်ရှိဒီမုတ်ဆိုမာကြီးပေါ့နော်ဒီခါလီဒါစီယာကဆုံးသွားတယ်ပေါ့နော်ဆိုတော့တကယ်အဲ့တော့ပြောရရင်သူတို့နှစ်ယောက်ကဒီတိုင်းပြည်ကိုနှစ်ပေါင်းများစွာပေါ့နော်ဒီဘယ်လောက်ကဖြစ်မလဲဟုတ်ပါ90လောက်ကနေစပြီးနှစ်30ကျော်နှစ်ယောက်ကကစားခဲ့တာပေါ့နော်တယောက်ကအာဏာရနောက်တစ်ယောက်ကအတိုက်ခံပြလိုက်ရှိတ်ဟာစီနာတယ်အခုကအဲ့နှစ်ယောက်ကိုထုတ်ဖို့လဲစစ်တပ်ကကြံခဲ့တယ်ဒါပေမဲ့မအောင်မြင်ခဲ့ဘူးပေါ့နော်ဒီ2009 2009မှာအခုကတော့သူတို့နှစ်ယောက်ကပြောရင်အင်အားနေဝိုင်းလို့ပြောလို့ခါလီဒါဆုံးသွားပြီ
ရှိတ်ဟာစီနာကြောင့်လည်းပြည်ပြေးဖြစ်သွားတယ်ဆိုတော့သူ့ရဲ့ power လည်းကျလာပြီပေါ့နော်ဆိုတော့ဒါဘင်္ဂလားဒေ့ရှ်ရဲ့တကယ်ကိုအပြောင်းလဲဖြစ်မဲ့အချိန်တစ်ခုဖြစ်သွားပြီပေါ့နော်လက်ရှိကာလဒီ2026နောက်ပိုင်းကဘင်္ဂလားဒေ့ရှ်နိုင်ငံရေးမှာပုံစံအသစ်တွေထွက်လာတော့အခုဆိုရင်ကျွန်တော်မြင်ရတာဆိုရင်ကျောင်းသားနိုင်ငံရေးအဖွဲ့အသစ်ထွက်လာတယ်ပေါ့နော် NCP ဆိုတာ National Citizen Party ပေါ့နော်သူတို့ကပို့ပြီးတော့အမြင်သစ်ရှိရတဲ့သူတွေအရင်လည်းမြင်ပြောင်းချင်တယ်ပေါ့နော်ဆိုတော့သူတို့ကပြောရကျွန်တော်ဒီကတပိတ်ခေါင်းဆောင်နေတယ်လို့ပဲပေါ့နော်အပြောင်းလဲအရင်ဖြစ်ချင်တယ်သူတို့တချို့ဟာကြောင့်နည်းနည်းတော့လောသလားတော့မသိဘူးကျွန်တော်တွေ့ရဆိုရင်ဒီသူတို့တွေကဒီအိန္ဒိယကိုသွားပြီးအကြက်ကင်တာပေါ့နော်အိန္ဒိယကိုသွားပြီးတော့ဘယ်လိုအောင်သွားအကြက်ကင်လဲဆိုတော့ဒီကျောင်းသားကောင်းဆောင်တွေကသွားပြီးတော့ဒီအိန္ဒိယရဲ့ဒီကျွန်တော်ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာနဲ့ကြားထဲမှာဒီSeven Sister လို့ခေါ်တဲ့ဒီလူနည်းစုဒေသတွေရှိတယ်မီဇိုရမ်တို့နာဂတို့ဘာတို့ညာတို့ပေါ့နော်အဲ့ဒီနေရာတွေအကုန်လုံးကိုသူကဒီဘင်္ဂလားဒေ့ရှ်ကနေလွတ်လပ်ရေးအောင်လုပ်ပေးမယ်ပေါ့နော် liberate ဖြောင်းလုပ်ပေးမယ်ဆိုပြီးတွားပြီးတော့သူကသွားစတာပေါ့နော်အဲ့တော့အိန္ဒိယနဲ့အခုဘင်္ဂလားဒေ့ရှ်နဲ့တောက်နဲ့တောက်ကလုံးဝအခြေတင်နေဖြစ်နေကြလူတွေကြားထဲမှာဖြစ်တာနော်ခေါင်းဆောင်တွေကြားထဲမှာလည်းဖြစ်တယ် social media မှာလည်းတောက်နဲ့တောက်ကညင်းခုန်နေကြတယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေဆိုတော့ဒါကတော့ကျွန်တော်တို့ဆက်ကြည့်ရမှာပေါ့နော်နောက်တစ်ခုကဘင်္ဂလားဒေ့ရှ်နိုင်ငံကကျွန်တော်တို့မြန်မာတွေကကြည့်ရင်တော့ဒါတော်လေးနိုင်သွားတယ်ရှေ့ဟာစင်ညာပြေးသွားတယ်ဝန်တာချတာဖြစ်ပါဘူးဒါပေမဲ့ကျွန်တော်ရဲ့အမြင်ကတော့ဒါမပြီးသေးဘူးပေါ့နော်ဆက်လက်အခုမှအစပဲရှိသေးတယ်အများကြီးစောင့်ကြည့်အောင်အန်ဒီလေးရှိတယ်ပေါ့နော်ဘလို့အန်ဒီရှိလဲဆိုတော့ကျွန်တော်အနေနဲ့ဒီသုံးသပ်ရမယ်ဆိုရင်ဒီလူလူလှုပ်ရှားမှုဘက်ကနေသုံးသပ်မယ်ဆိုရင်ဒီလူလူလှုပ်ရှားမှုတွေပြီးသွားလို့နိုင်သွားတဲ့နောက်ပိုင်းမှာအုပ်စုတစုစုကနေပြီးတော့အသာစီးရသွားတဲ့အခါမှာကျန်တဲ့အုပ်စုကအတန်ပြောက်သွားတယ်ပေါ့နော်အဲ့လိုဖြစ်သွားတဲ့အခါမှာအဲ့အဖွဲ့ကနေပြန်ပြီးတော့တံပြန်လှုပ်ရှားမှုတွေဖြစ်လာနိုင်တယ်ဘယ်လိုဥပမာပေးလို့ရလဲဆိုယူကရိန်းပေါ့နော်ယူကရိန်းမှာ2014မှာဒီယူရိုပရင်းနဲ့ဘက်နဲ့ရုရှားဘက်ရင်းနဲ့ဘက်နဲ့မှာယူရိုပရင်းနဲ့ဘက်ကဒီသမရရုရှားဘက်ရင်းတာပေါ့နော်သမရကိုစန့်ကျင်တဲ့လူတွေကယူရိုပရင်းနဲ့ဘက်မှာအားကောင်းပါတယ်ပေါ့နော်အားကောင်းတဲ့အခါမှာဒီရုရှားဘက်ကိုရင်းနဲ့ယူကရိန်းတွေကကြတော့အတန်မထွက်နိုင်တော့အတန်မရှိတော့မီဒီယာမှာလည်းမရှိတော့ဘူးနိုင်ငံရေးမှာလည်းမရှိတော့မရှိတဲ့အခါမှာသူတို့ရဲ့အစွန်းရောက်အဖွဲ့တွေအားကောင်းလာတာပေါ့နော်အစွန်းရောက်ဆိုတာပြောချင်တာလက်နက်ကင်အဖွဲ့တွေအားကောင်းလာတာပေါ့လက်နက်ကင်ဒီပုံကန်တဲ့အဖွဲ့တွေအားကောင်းလာတယ်အားကောင်းလာတော့ရုရှားလည်းအဲ့ဒါကိုသုံးပြီးတော့ခရိုင်မီးယားနဲ့ကနေတစီပြန်ဝင်လာတယ်ပေါ့နော်အဲ့လူတွေထောက်ပံ့နေဝင်လာပြောရရင်ဒီတိုင်းပြည်မှာကျွန်တော်တို့ကဒီမတူညီတဲ့အုပ်စုတွေနေနေကြတာเนาะအဲ့တော့တစ်ဖက်ဘက်ကအသာစီးရောလည်းတစ်ဖက်ကိုသွားပြီးဖိနေအဲ့ဖိနေမှနေပြန်ပြီးတက်ပြန်မှလာအဲ့တော့ဒါတွေကကျွန်တော်တို့ယူကရိန်းဥပမာလိုမျိုးဘင်္ဂလားဒေ့ရှ်ကလည်းအခုကကျွန်တော်ကဘယ်လိုတွေ့ရလဲဆိုတော့ဒီတကယ် official meeting တွေမှာတော့ဒီတော်လှန်ရေးကိုထောက်ခံနေသူတွေပေါ့နော်အမေအပြင်မှာစကားပြောလိုက်ရင်အပြင်ကလူတွေမှာလည်းအောင်မီလီကိုထောက်ခံနေသူတွေအများကြီးရှိတယ်ကျွန်တော်စကားပြောကြည့်တဲ့လူငယ်တွေចောင်းသားတွေစီးပွားရေးသမားတွေလည်းပါဆိုရင်အောင်မီထောက်ခံတာအများအောင်မီလီကလည်းနှစ်ကိုခုန10ခန်းနဲ့ချီပြီးရှိခဲ့တာပေါ့ဆိုတော့ तू က party base ပေါ့နော် party ကိုတကယ်တနိုင်ငံလုံးစီးရုံးတဲ့ party ဖြစ်တဲ့အခါမှာသူ့ကိုထောက်ခံတာနေတော့မဟုတ်အဲ့လူတွေကိုလည်းကအဲ့လူတွေကမျက်နှာငယ်ငယ်နဲ့မျက်နှာငုပ်ပြီးနေရတာပေါ့နော်အတန်မထွက်ဘူးနေရဆိုတော့အဲ့လူတွေရဲ့ဒီခံပြင်းမှုကတစ်ချိန်မှာပောက်ကွယ်မှုဖြစ်လာတယ်နော်ဒါကလည်းကျွန်တော်စက်ကြည့်ရမှာဖြစ်တယ်နောက်တစ်ခုကခဏအိန္ဒိယရဲ့ပါဝင်မှုခဏအိန္ဒိယလည်းအသင့်ဆောက်နေပါဘူးအိန္ဒိယကတကယ် global power ဖြစ်နေအောင်နော်ဘင်္ဂလားဒေ့ရှ်ကအိန္ဒိယနဲ့ရှင်လာရင်အသေးလေးပဲနိဆိုတော့အဲ့ဒါလေးကျွန်တော်တို့ကဒီယူကရိန်းရုရှားလိုမျိုးဖြစ်သွားနိုင်ရရှိတယ်ဒါကိုမျှော်မြင်ကြီးကြီးနဲ့တို့ထိန်းသိမ်းလုပ်ဖို့လိုလိမ့်မယ်ပေါ့နော်ဒါကျွန်တော်စက်ကြည့်ရမယ့်ကိစ္စနောက်ထပ်ဥပမာတစ်ခုကအီဂျစ်လိုမျိုးပေါ့နော်နိုင်သွားတယ်နော်နိုင်သွားတော့လည်းဒီလူတွေကပူကောင်းတဲ့ဘက်ကိုသွားမယ်လို့ထင်ကြတယ်ဒါပေမဲ့တကယ်တမ်းမှာနိုင်ပြီးတဲ့နောက်မှာမပြီးသေးဘူးနိုင်ပြီးတဲ့နောက်မှာခုနနိုင်တော့အုပ်စုရတူတူပဲလို့ထင်ရတယ်နိုင်ပြီးတဲ့နောက်မှာအယူဆရကွဲလာလိမ့်မယ်ပေါ့နော်ကျောင်းသားတွေကတစ်ဖွဲ့ဥပီအစ္စလာမစ်ဘက်ကိုဖြစ်တဲ့လူတွေကတစ်ဖွဲ့အမျိုးသားကြီးကတစ်ဖွဲ့အဲ့လိုအုပ်စုတွေမျိုးရှိလာတဲ့အခါမှာအဲ့အားပြိုင်မှုကနေပြီးတော့အငင်းခုန်တွေဖြစ်လာနိုင်တယ်အဲ့ကနေနောက်ဆုံးညရင်စစ်တပ်ကဝင်လာမျိုးလည်းရှိတယ်ဒါအီဂျစ်မှာဖြစ်ခဲ့တာပေါ့နော်ဆိုတော့ဘင်္ဂလားဒေ့ရှ်မှာလည်းအဲ့လိုအခြေအနေတစ်ခုလည်းဖြစ်သွားနိုင်တယ်ဒါတွေကတော့ကျွန်တော်ကအဆိုးဆုံးအခြေအနေတွေမှန်းကြည့်တာပေါ့နော်အဲ့လိုမျိုးတွေအခုဒီမငြိမ်မှုတွေကနေပြီးအဲ့လိုမျိုးသွားနိုင်တာမျိုးလည်းရှိတယ်ဒါမှမဟုတ်ရင်ပိုကောင်းတဲ့နိုင်ငံရေးပြောင်းလဲလေးဖြစ်သွားနိုင်တယ်ရှိတယ်ဒါတော့ကျွန်တော်တို့စောင့်ကြည့်ရမှာပေါ့နော်ဆိုတော့ကျွန်တော်မှန်းလို့ရတာအတိအကျပြောဖို့တော့ခက်တယ်ဒါပေမဲ့လာမယ့်ရွေးကောက်ပွဲမှာတော့BNP ကအဓိကနိုင်မှုများတာပေါ့နော်လက်ရှိချိန်ကြီးအားဆိုရင်ရွေးကောက်ပွဲရတော့ဘာကြောင့်လဲဆိုတော့ဒီចောင်းသားအဖွဲ့တွေက activist တော့ဟုတ်တယ်ဒါပေမဲ့အခုမှနိုင်ငံရေးအဖွဲ့ကိုစတည်ထောင်တာပေါ့နော်ဆိုတော့လူတွေရဲ့သဘောကចောင်းသားတွေကိုဆန္ဒပြပွဲမှာထောက်ခံတာတော့ဟုတ်တယ်ရွေးကောက်ပွဲမှာကျတော့ဒီ BNP ကိုထောက်ခံမှုပုံများလိမ့်မယ်ဆိုတော့သူကလည်းဝိုင်းရေးပါတီပေါ့နော်ပြီးတော့ပို့ပြီးတော့တတိပြုအောင်မှာသူ့ရဲ့ခေါင်းဆောင်လည်းစုံသွားတာပေါ့နော်စုံသွားတာဒီရက်ပိုင်းရပဲစုံသွားတယ်ဆိုတော့လူတွေရဲ့တနာမှုကလည်းလာမှာပေါ့နော်လာမှာဖြစ်တဲ့အတွက်
မှန်းလို့ရတာရွေးကောက်ပွဲမှာ BNP ကနိုင်လောက်တဲ့ចောင်းသားတွေကတော့ចောင်းသားပြောဒီတို့ alliance ပေါ့နော် alliance ကလည်းတချို့နေရာတော့နိုင်လိမ့်မယ်ဒါပေမဲ့ majority ကတော့ BNP ကနိုင်ဖို့များတယ်ဘာဆက်ဖြစ်မလဲကျွန်တော်စောင့်ကြည့်ရမှာပေါ့နော်ဆိုတော့ဒီ units ကတော့သူဒီ caretaker ပေါ့ခဏအိမ်ဆောက်ဆိုရအောင်အာဏာလွှဲပြီးတဲ့ဥပဒေတော့သူပြန်ပြထမ်းလိုက်တယ်ဆိုတော့ဒါအိမ်မော်လည်းတော့ပြန်ပြီးသွားပြီပေါ့နော်ဆိုတော့ဒါတော့ကျွန်တော်တို့ပြောချင်တာဒီလာမယ့်လပိုင်းပေါ့နော်နောက်လ February 12ပေါ့မှာသူတို့ရွေးကောက်ပွဲလုပ်မှာဆိုတော့ဒီလပိုင်းတွေမှာဘင်္ဂလားဒေ့ရှ်မှာအပြောင်းအလဲကြီးဖြစ်ဖို့ရှိတယ်ပြီးတော့ဘင်္ဂလားဒေ့ရှ်တမိုင်းမှာလည်းခုနပြောသူအပြန်အလှန်လုပ်ကြံတာတွေတက်ဖြတ်တာတွေအများကြီးရှိတာဆိုတော့ကျွန်တော်ဆက်ဆောက်ကြည့်ရမှာပေါ့နော်ဆက်လက်ဆောက်ကြည့်ရမယ်ပြီးတော့ပိုပြီးကောင်းလာဖို့လည်းမျှော်လင့်ရမှာပေါ့နော်ကျွန်တော်တို့ကောင်းမှစီချင်ပါတယ်ပေါ့နော်ဒါကလည်းကျွန်တော်တို့အတိအကျတော့မပြောနိုင်ဘူးเนาะအဲ့တော့ဒါပြောချင်တာကတော့အရင်တော့တောက်လျှောက်နှစ်30လောက်ဖြစ်ခဲ့တယ်ဒါမှမဟုတ်လည်းနှစ်50လောက်ဖြစ်ခဲ့တဲ့ဒီအုပ်စုနှစ်စုတိုက်ပွဲဒါမှမဟုတ်လည်းမျိုးသမီးနှစ်ယောက်ကတိုက်ပွဲပေါ့เนาะဒါကြီးကတော့အခုချိန်မှာပြီးတဲ့လောက်ရှိသွားပြီရှိသွားတော့နောက်ထပ်ခေါင်းဆောင်အသစ်တွေပါတီအသစ်တွေလမ်းကြောင်းအသစ်တွေဘယ်လိုထွက်လာမလဲဒါမှမဟုတ်အရင်လိုပဲဘယ်လိုဆက်ဖြစ်မလဲပေါ့เนาะဒီအာဝမီလေးကဘယ်လိုဆက်ဖြစ်လာအောင်လဲဒါလည်းကျွန်တော်စောင့်ကြည့်ရမှာပေါ့ဒါကတော့ဘင်္ဂလားဒေ့ရှ်ရဲ့အခြေအနေပေါ့နော်ကျွန်တော်တို့အနေနဲ့ဘာသင်ခန်းစာယူမလဲပေါ့နော်ဆိုတော့ကျွန်တော်တို့သင်ခန်းစာယူတာအများကြီးလို့ထင်တယ်ပေါ့နော်အများကြီးပဲဒီလူလှုပ်ရှားမှုအပိုင်းလေးယူလို့ရတယ်နိုင်ငံရေးပိုင်းလေးယူလို့ရတယ်ပေါ့နော်ဆိုတော့နိုင်ငံရေးပိုင်းကိုပြောမယ်ဆိုရင်တော့ဘင်္ဂလားဒေ့ရှ်မှာဆိုရင်အဓိကကတော့ဒီကျွန်တော်တို့ဒီနိုင်ငံရေးသိပ္ပံရဲ့အသုံးနှုန်းနဲ့ဆိုတော့ဒါ patronage ပေါ့နော်ဆီယာမေးတပွဲမေးနိုင်ငံရေးဖြစ်သွားတာပေါ့နော်တကယ်ကြောင့်အဲ့ပါတီနှစ်ခုရဲ့အယူဆအဲ့လောက်ကွာတာမဟုတ်နှစ်ဖွဲ့လုံးက nationalism အမျိုးသားကြီးပဲအယူဆနည်းနည်းလေးတော့ကွာတာပေါ့နော်တစ်ခုကဒီအာဝမီလိကအိန္ဒိယထောက်ခံတယ်တစ်ခုကကြတော့ပို့ပြီးတော့တရုတ်တို့တခြားနိုင်ငံတွေနဲ့ balance လုပ်ရမယ်ဆိုတဲ့အယူဆပေါ့နော်အဲ့ဒါလောက်ရှိတယ်ကျန်တာကလည်းအဲ့လောက်အကွာကြီးမဟုတ်ဘူးကွာတာပါလဲဆိုခဏခိုင်းကွာတာပေါ့နော်ငါခိုင်းလားသူ့ခိုင်းလားပြီးအာနာရလာရင်လည်းတော့ငါခိုင်းရလို့နေရာပူရအောင်လုပ်မယ်တခြားခိုင်းရလို့ဖယ်ထုတ်မယ်အဲ့လိုအတွေးခေါ်လို့ရှိကြတယ်ပြောချင်တာကဒီ state building ကအဲ့လောက်အခြေမခိုင်သေးတဲ့အချိန်မှာပါတီကအရင်နေရာအာဏာအရင်ကြီးသွားတဲ့ခါမှာပါတီရဲ့လွှမ်းမိုးမှုအရင်ကြီးသွားတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးဖြစ်စဉ်မျိုးရှိနေတယ်ပေါ့နော်ဒါကိုလည်းကျွန်တော်တို့ကသတိထားကြည့်ဖို့လိုလိမ့်မယ်ပြီးတော့ဒီကျွန်တော်တို့ဒီမိုကရေစီကိုအားကောင်းဖို့ဆိုရင်ကျွန်တော်တို့အနေနဲ့ပါတီကိုကြော်ပြီးတော့ policy ထိကိုဆွေးနွေးဖို့လိုတာပေါ့နော်အဲ့တော့အခုက policy ဆွေးနွေးတောင်းတဲ့တက်ကအလောက်ကွာတာမဟုတ်ဘူးပါတီကိုကြည့်ပြီးတောင်းတဲ့တက်ကအညှိုးတေးတွေအမုန်းတရားတွေနဲ့အကြည်လေးတိုက်ကြတာပေါ့နော်အဲ့တော့ဒီမိုကရေစီဆိုတာတစ်ဖက်ကမျှပြီးအုပ်ချုပ်ရတဲ့စနစ်ဖြစ်တယ်ပေါ့နော်တယောက်ကအကုန်ရှင်းထုတ်မယ်ဆိုမှလုပ်လို့မရဘူးဒီမိုကရေစီဆိုတာမတူညီတဲ့အုပ်စုတွေတိုင်းပြည်မှာရှိတယ်အဲ့ဒါတွေကနေပြီးတော့ဒီရွေးကောက်ပွဲပဲဖြစ်ဒီနီလန်တစ်ခုကနေပြီးတော့ဘယ်လိုမျှပြီးအုပ်ချုပ်မလဲကိုစီမံပေးတဲ့စနစ်တစ်ခုပဲအဲ့ဒါကိုတယောက်ကငါနိုင်တော့အပိုင်စားလုပ်မယ်အုပ်လိုက်ချလိုက်မယ်လို့လုပ်တဲ့အခါမှာသူတို့ဖြိုဖြစ်ကြသူတို့ဆိုလည်းတပါတီကနိုင်ကျန်တဲ့ပါတီကတောက်လျှောက်ဆန့်ကျင်လုပ်တာပေါ့နော်ဒီလွှတ်တော်ထဲမှာဆွေးနွေးရတဲ့ဆိုင်တောက်လျှောက်ဆန္ဒတွေပြတပိတ်နေမှောက်ဒီနိုင်ငံကိုအလုံးမဖြတ်လုပ်တာပေါ့လုပ်တော့အဲ့လိုနည်းနဲ့ပဲတောက်ကချကြတာပေါ့နော်လုံးဝအညှို့တေးနေနဲ့ချကြတဲ့ပုံစံဒီပါတီတစ်ခုကလေဆိုတော့အရင်အမုန်းတရားနဲ့ပြီးတော့ခဏပြောသလိုအာဏာမမျှဝေတတ်ဘူးဆိုရင်ဒီရွေးကောက်ပွဲဆိုတာလေတကယ်တော့နီလန်တစ်ခုပဲပေါ့နော်ဒီကနေကျွန်တော်တို့ကဒီဒီမိုကရေစီစိတ်ဓာတ်မရှိဘဲနဲ့ရွေးကောက်ပွဲစနစ်ကိုလုပ်လို့မရဘူးဒီမိုကရေစီစိတ်ဓာတ်ဆိုတာဘယ်လိုမျိုးမျှကြည့်ထားမလဲဆိုတော့ဒီချင်းမှုတစ်ခုရှိဖို့လိုတယ်ဒါကျွန်တော်တို့အနေနဲ့အများကြီးတင်ယူရလိမ့်မယ်ပြီးတော့နောက်တစ်ခုကကျွန်တော်တို့နဲ့လည်းဒီဂယူဆိုင်ဖို့လိုတာကျွန်တော်တို့ဆိုရင်အခုဆိုကြပါစို့ဒီ2021အာဏာသိမ်းတာကိုပြောတဲ့ခါမှာဒါဟိုဒီဘက်ကပြောရင်လည်းဒါမင်းအောင်နိုင်6ပေါ့နော်ဟိုဘက်ကပြောရင်လည်းဒါဒေါ်စု6ပေါ့ဒေါ်စုခေါင်းပါလို့ပါဖြစ်တယ်ညာဖြစ်တယ်ဒါလူပုတ်ကိုပြောရပါတော့နော်ဒါပေမဲ့ကျွန်တော်နောက်ကွယ်စနစ်ကိုလေ့လာမယ်ဆိုရင်လည်းဒီဘင်္ဂလားဒေ့ရှ်ကနေသင်ခန်းစာထည့်ယူလို့ရတာဒီ2008ကလှုပ်ရှားတဲ့ပုံစံမှာဒီခုနကရွေးကောက်ပွဲနဲ့ပတ်သက်ပြီးငင်းခုန်ဖြစ်ပြီးဆိုဖြည့်ရှင်းတဲ့ mechanism ကောင်းမရှိဘူးနောက်တစ်ခုကဒီရွေးကောက်ပွဲကော်မရှင်ကိုလှုပ်ထားတဲ့ပုံစံတော့အာဏာရကိုဦးစားပေးထားတာပေါ့အာဏာရတဲ့သမ္မတပဲခန့်နေသမ္မတနဲ့ရွေးကောက်ပွဲကော်မရှင်ဆုံးဖြတ်အတီးပဲပေါ့နော်ဆိုတော့တခြား independent body ကနေပြန်ဆုံးဖြတ်ပေးရမှာမရှိဘူးဒါ2008ကိုစဒီဇိုင်းဆွဲရစစ်တပ်ဘက်ကအဲ့လိုစဉ်းစားထားဘူးသူကသူစဉ်းစားထားတာတော့စစ်တပ်တစ်ခါအာဏာရပြီးတောက်လျှောက်မထွဲအောင်လို့တွေးထားတာတော့မသိဘူးအဲ့တော့အာဏာရကိုfavor ပေးထားတာပေါ့နော်အဲ့ဒါကြောင့် NLD ကလည်းအာဏာရတဲ့အချိန်မှာဒါကိုပြန်သုံးတာပေါ့နော်ဒါကြီးကိုသွားကင်ပြီးစစ်တပ်ကိုသွားပြန်ပြောတာပေါ့ဆိုတော့အဲ့ဒါတွေကအစဒီကျွန်တော်တို့နေပုံပြီးမျှတတဲ့စနစ်တွေဖြစ်ဖို့လိုတယ်အဲ့တော့ဒီကျွန်တော်တို့ပုံပြီးဆိုရတာဒီကျွန်တော်မြန်မာနိုင်ငံမှာဆိုရင်တော့ဒီလွှတ်တော်ခုံရုံးတွေပါဖြတ်သိမ်းလိုက်တော့ဘာမှညှိနှိုင်းကြအောင်မရှိတော့တာပေါ့နော်ဆိုတော့ဒါကြီးကကျွန်တော်တို့ဒီအတွင်းကြနားလည်ဖို့တော့နိုင်ငံရေးစနစ်တွေမှာအဲ့လိုပြဿနာဖြစ်နိုင်ပြဿနာဖြေရှင်းပေးတဲ့ပုံပြီးမျှတတဲ့နည်းလမ်းတွေထားရပြီးရမဟုတ်ရင်ကျွန်တော်တို့ကသေးတဲ့အမှုကနေအကြီးကြီးတွေဖြစ်ပြီးအခုလိုမျိုးကျွန်တော်တိုင်းပြည်တစ်ခုလုံးထ
ထိခိုက်တဲ့အဆင့်ဖြစ်တာပေါ့နော်ဆိုတော့ဒါတွေကိုကျွန်တော်နိုင်ငံရေးစနစ်ကိုဒီဇိုင်းစဉ်းစားတဲ့အဲ့ချက်တွေတော်လေးလေ့လာစရာတွေအများကြီးရှိနေတယ်ပေါ့နော်ဟိုကျွန်တော်တို့ဘင်္ဂလားဒေ့ရှ်ကတော့သူကရက်90အိမ်ဆောက်အစိုးရနဲ့ခြားကာလာလွှဲပြီးတာပေါ့နော်ကျွန်တော်တို့ကတော့အဲ့လိုမျိုးတော့လုပ်လို့ရချင်မှရမယ်ဒါပေမဲ့ကျွန်တော်တို့နားလေရမှာတော့ဒီအာဏာရရဲ့လွှမ်းမိုးမှုအမြဲတမ်းရှိနေတယ်ဒါကိုကျွန်တော်ဘယ်လိုမျိုးမျှကြည့်ထားမလဲဆိုတဲ့အတွေးခေါ်မျိုးနဲ့ပြန်စဉ်းစားဖို့လိုတယ်အခုစစ်တပ်ဆိုတဲ့ကြည့်ပေါ့နော်ရွေးကောက်ပွဲမမျှတာဘူးပါ NLD ကိုပြောမယ်သူတို့လိုချင်တာတွေပဲလုပ်ပြီးတော့ခုနအရေးကြီးတဲ့ပြဿနာဖြစ်မဲ့အချက်တွေသူမပြင်ပူအောင်ဆုံးအောင်လုပ်ရတယ်လို့ဖြစ်သွားတယ်အခုဒီဇိုင်းအသစ်ကနေဆိုတော့ဒါတွေကစကျွန်တော်ပြန်လေ့လာဆရာပေါ့နော်ကျွန်တော်နိုင်ငံရေးဒီဇိုင်းပေါ့နိုင်ငံရေးစနစ်ဒီဇိုင်းဆိုတဲ့သူတွေအနေနဲ့ဒီဖြစ်တွေပေါ့အနေကျွန်တော်လေ့လာပြီးတော့အနာဂတ်မှာတော့ဘယ်လိုမျိုးအာဏာကိုမျှချလုပ်လို့ရတဲ့စနစ်ကိုတည်ဆောက်မလဲဆိုတော့တွေးရမှာပေါ့နော်ဒါကတော့ဒီနိုင်ငံရေးဘက်ကသင်ခန်းစာပေါ့နောက်လူလူလှုပ်ရှားမှုရဲ့သင်ခန်းစာပေါ့လူလူလှုပ်ရှားမှုရဲ့သင်ခန်းစာဆိုရင်ဒီဘက်ကလူတွေကပြောလိုက်တာပေါ့နော်ကျွန်တော်တွေးကောင်းဆောင်မယ်တွေးလိုက်တွေ့လားပေါ့နော်မစစ်တပ်ကသဘောကောင်းတယ်ပေါ့မြန်မာနိုင်ငံစစ်တပ်ကတော့ပြောလို့မရပါဘူးဆိုတာအလွယ်လေးပြောတာပေါ့နော်အဲ့ထပ်ပို့ပြီးကျွန်တော်အများကြီးကြည့်ဖို့လိုတယ်ပေါ့နော်ကျွန်တော်တို့ ਨੇ ဘင်္ဂလားဒေ့ရှ်မတူတဲ့ချက်တွေအများကြီးရှိတယ်ကျွန်တော်တို့ကရင်ဆိုင်နေရတာဆက်အနာရှင်စနစ်သူကကျတော့တပါတီစနစ်ပေါ့အဲ့တော့အဲ့တပါတီပြောရင် populist leader ပေါ့နော်ဒီ personalistic ပေါ့တူရဲခေါင်းဆောင်လိုမျိုးဖြစ်နေတာပေါ့နော်ဆိုတော့ဟိုတပါတီစနစ်တော့ဟိုဘယ်လိုပြောရမလဲအာဏာရှင်မျိုးစားမတူဘူးเนาะလူပုဂ္ဂိုလ်မှာချိန်တဲ့အာဏာရှင်စနစ်တွေဘက်ကစစ်တပ်အာဏာရှင်စနစ်နဲ့မတူဘူးအဲ့ဒါလေးသိရနိုင်မယ်နောက်တစ်ခုကနောက်ထပ်မတူတာကဒီလွတ်လပ်ရေးပေါ်မှာမြင်တဲ့အမြင်မျိုးပေါ့เนาะဒီအိန္ဒိယတို့ဘင်္ဂလားဒေ့ရှ်မှာကြာသူတို့ရဲ့အမြင်ကဒီလွတ်လပ်ရေးကိုရအောင်လုပ်ပေးခဲ့တာလူထုကောင်းဆောင်တွေလုပ်ပေးခဲ့တာနိုင်ငံရေးကောင်းဆောင်တွေလုပ်ပေးခဲ့တာဒါကြောင့်တစ်ခုခုဖြစ်ရင်ငါတို့လူထုမှာအင်အားရှိတယ်ဆိုတော့ယုံကြည်တယ်ပြီးတော့လုံနေကြပေါ့เนาะခဏခဏဒါတွေကလေ့ကျင့်ပြီးသားဖြစ်တဲ့အခါမှာကျွမ်းကျင်နေပြီပေါ့เนาะဒီ master တွေလိုပဲတောက်လျှောက်လေ့ကျင့်တိုင်း train လုပ်ထားပြီးသားပေါ့เนาะကျွန်တော်တို့ကကြတော့အရေးခင်းဖြစ်မှာတော့တခုခုမကျင်မနဲ့မှာ88တို့ရွှေဝါရောင်တို့21တို့ဆိုတာမျိုးတခုခုဖယုတ်ဒုက္ခဖြစ်မှာကျွန်တော်လောက်ကြရပါတော့လောက်တဲ့အခါမှာလည်းစနစ်တကျလောက်တာမျိုးမဟုတ်ဘဲနဲ့မကြိုက်လို့လောက်တာမျိုးပဲဖြစ်တယ်ဆိုတော့ဒါကကျွန်တော်မတူလောက်တဲ့ပုံစံလည်းမတူယုံကြည်မှုလည်းမတူယုံကြည်မှုဆိုတာပြောချင်တာဒီမြန်မာနိုင်ငံလူများဆိုတာအခုချိန်ထိဒီစစ်တပ်ကြောင့်လွတ်လပ်ရေးရတယ်လို့ယုံကြည်ကြတယ်စစ်တပ်ကလည်းလို့ယုံကြည်တယ်အဲဒါကြောင့်လည်းစစ်တပ်ကနိုင်ငံမထွက်တာပေါ့နော်ဆိုတော့ဒီအတွေးခေါ်ရအစားကျွန်တော်တမိုင်းချောင်းအစားပြီးတိဆောက်ထားတဲ့မှတ်ဉာဏ်နဲ့လုပ်ထားတဲ့ design တွေနောက် institution တည်ရှိမှုတွေမတူဘူးပေါ့နော်မြန်မာနိုင်ငံနဲ့တကယ်တော့ပြောရရင်မြန်မာနိုင်ငံရဲ့အမျိုးသားလှုပ်ရှားမှုဆိုတာလည်းတကယ်လူထုလှုပ်ရှားမှုပါပဲ1917ကနေ1940ထိတောက်လျှောက်ကဒီ YMBA GCPA တို့မှအစင်းလို့ဆိုတာတကယ်လူထုလှုပ်ရှားမှုတွေပဲလုပ်ခဲ့တာပါပဲဒါပေမဲ့နောက်ဆုံးပိုင်းဒီမှာလည်းကိုင်လန်းစိန်လေးထွက်လာတဲ့ဂျပန်ရောက်လာတယ်အဲ့ဒါလေးပဲလူတွေကကြည့်ပြီးတော့လက်ကိုင်လန်းစိန်ကြောင်းနိုင်သွားတယ်လို့ထင်ကုန်ကြတယ်ထင်ကြတော့လက်ကိုင်လန်းစိန်ကပြောင်းလဲဖြစ်စေတာမဟုတ်ပို့ပြီးဆိုးစေတာဖြစ်တယ်ဒီတိုင်းပြည်ကိုတောက်လျှောက်မပြီးနိုင်တဲ့ဇလန်တွေပဲဖြစ်စေတာပြည်ရင်းစစ်ကိုဖြစ်စေတာပဲရှိတယ်ဆိုတော့ဒါကိုလည်းကျွန်တော်တို့နားလည်ရမှာပေါ့အဲ့တော့ဒီဟိုပြောချင်တာတမိုင်းရဲ့လာတဲ့အချက်တွေအရင်းမြစ်တွေမတူအဲ့ဒါတွေကျွန်တော်နားမလည်ဘဲနဲ့အကုန်တစ်ချီရင်းနဲ့ဖြည့်ရှင်းမှုခက်တယ်အဲ့ခုနဒီပါတီရဲ့တည်ရှိမှုပုံစံ institution design ဒါတွေမတူစစ်တပ်ရဲ့တည်ရှိမှုပုံစံဒါတွေကစကျွန်တော်တို့နားလည်ပြီးမှဘယ်လို view ဟာတွေတောင်းရမှာလဲကျွန်တော်တို့ကလိုအပ်နေရပါတယ်ကျွန်တော်တို့ရဲ့ပုံစံအတွက်အဖြေရပါလေဒါတွေကိုကျွန်တော်တို့ချစ်ချိန်စဉ်းစားမယ်လို့ထင်တယ်နောက်အရေးကြီးတာကကျွန်တော်တို့အနေနဲ့ဒီနိုင်ငံရေးကိုလေ့လာရင်စီးပွားရေးကိုလည်းတွဲပြီးလေ့လာသင့်တယ်လို့ကျွန်တော်စီးပွားရေးစနစ်လည်းမတူဘင်္ဂလားဒေ့ရှ်ကစီးပွားရေးကသူ့ရဲ့ဒီပို့ကုန်ရဲ့80%လောက်ကဘာလဲဆိုတော့အထည်ချုပ်ဖြစ်တယ်အဲ့ဒါလေးသူတို့အကျက်တည်းဖြစ်နေတာပေါ့နော်အဲ့တော့ဒီဟိုဘယ်လိုပြောရမလဲဒီကဏ္ဍတစ်ခုတည်းကိုပဲသူတို့အများကြီးမှီကိုနေရတယ်သူတို့ရဲ့မိသားစုတန်း20တန်း30လောက်ကဒီအထည်ချုပ်လုပ်ငန်းပေါ်မှာမှီခိုနေရတာပေါ့ဆိုတော့ဒီအထည်ချုပ်လုပ်ငန်းတစ်ခုဖြစ်သူတို့နိုင်ငံစီးပွားရေးတော်တော်လေးထိခိုက်ပါပေါ့နော်ဒါဘင်္ဂလားဒေ့ရှ်ရဲ့အခြေအနေပေါ့နော်မြန်မာနိုင်ငံရဲ့စီးပွားရေးကကြတော့ဒီခဲကိုဒီအမှောင်စီးပွားရေးလို့ပြောမှာပေါ့နော်ကျွန်တော်တို့အရင်းမြစ်တွေချောင်းနေနော်တစ်တို့တင်စာတာတို့အခုဆို rare earth တွေအောင်နေနောက်လူရောင်းနေနောက်ပြီးတော့ဒီဘိန်းရောင်းနေမူရစေးပေါ့နော်နောက်ပြီးတော့ဒီအခုဆိုကြားဖြတ်နေပါလားဆိုမြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းကကြတော့မတူဘူးသူကဒီservice base မဟုတ်လူတွေကိုအခြေခံတာထက်ခုနပြောတဲ့ဒီရင်းမြစ်တွေနောက်ပြီးတော့ဒီအမှောင်စီးပွားရေးတွေကိုအခြေခံအဲ့ဒါကြောင့်မြန်မာနိုင်ငံကကျတော့ပို့ပြီးတော့ဆက်ရနာရှိအားကောင်းတယ်အဖက်ဖက်မှာဆက်ရနာရှိကြီးစိုးနေဆိုတော့ခုနကနောက်ကွယ်စီးပွားရေးစနစ်ကြမတူအဲ့တော့သူတို့ရဲ့အထည်ချုပ်လုပ်ငန်းကလည်းပြဿနာတော့ရှိတာပေါ့နော်အထည်ချုပ်လုပ်ငန်းကလည်းတော်တော်လေးစဉ်းစားနေရတယ်ဒါကြီးကပတ်စံလည်းအများကြီးရမှာမဟုတ်ဘူးခုန80%တော့သူတို့ပို့ကုန်လို့ပြောမယ်တကယ်ကြသူတို့ကပြန်သွင်းရတာပေါ့နော်တရုတ်စီကနေအထည်သွင်းပြီးသူတို့ကချုပ်ယုံလေးပဲချုပ်ရတာပေါ့နော်ဒီ ready made garment တွေထုတ်တာပေါ့နော်ဆိုတော့ဒီအထည်ချုပ်လုပ်ငန်းတစ်ခုခုဖြစ်ပြီးကဘာမှလည်း
ထဲကျုံလုပ်ငန်းအတွက်ခုနဒီ robot တွေထွက်လာပြီးတော့ဘာလို့ပေါ့နော်တခုခု 3D printer တွေထွက်လာပြီးဆိုရင်ဒါဘင်္ဂလားဒေ့ရှ်အရင်ဆုံးထိမှာဆိုသူတို့တော့တော်တော်လေးအနေများတဲ့အခြေအနေရှိတယ်ဒါပေမဲ့ကောင်းတာတစ်ခုကတော့သူတို့ကဒါသူတို့ရဲ့ထမင်းအိုးဖြစ်နေတဲ့ခါမှာဒီစီးပွားရေးလုပ်ငန်းထိလို့မဖြစ်ဘူးအဲ့တော့ခေါင်းဆောင်တွေလည်းအဲ့ဒါထိလို့မဖြစ်ဘူးထိလိုက်ထမင်းအိုးကွဲလာရင်ဒီတိုင်းပြည်ကဘယ်လိုပြုံးဒုက္ခဖြစ်မှာပေါ့နော်လူတွေကလည်းအများကြီးစီးပွားရေးချက်တယ်လို့မဖြစ်ဘူးပေါ့နော်အဲ့ဒါကိုသိတဲ့ခါမှာသူတို့လည်းထိန်းသိမ်းပို့လုပ်ရတယ်ပေါ့နော်ကျွန်တော်တို့မှကျတော့ခေါင်းဆောင်တွေကပတ်စံတွေကလည်းအရင်ရှိတယ်လူတွေလည်း queue size မလို့သူတို့ကဒီအရင်မြစ်တွေရှိရင်ဒီ rare art တွေရှိရင်ဒီကြားဖြစ်နေရှင်သူတို့ကလေပတ်လို့ရနေတာဖြစ်တဲ့အတွက်ဘယ်လိုပြောရမလဲဘာမှမျက်နှာထောက်ဆံမရှိဘူးပေါ့နော်ဘင်္ဂလားဒေ့ရှ်မှာတော့သူတို့ရဲ့စီးပွားရေးကလူတွေအထက်ကျုံးလုပ်ငန်းတွေကိုအခြေခံတာဖြစ်တဲ့အတွက်ဒါကိုထောက်ပါတယ်အဲ့တော့ကျွန်တော်တို့လည်းကျွန်တော်နိုင်ငံကိုခဏဒီမိုကရေစီကိုသွားခြင်းနဲ့စီးပွားရေး model တွေအသက်တွေလိုလိုက်တယ်ပေါ့နော်ဒီကျွန်တော်တို့ပုံမှန်ခုနပြောနေတဲ့ဒီထုတ်ယူသုံးဆွဲတဲ့ခေါင်းမုံဖြစ်တဲ့စီးပွားရေးလုပ်ငန်းတွေအမှောင်စီးပွားရေးလုပ်ငန်းတွေမဟုတ်ပဲねပို့ပြီးတော့နီးပညာအသိပညာသုံးတဲ့စီးပွားရေးလုပ်ငန်းတွေအားကောင်းကျွန်တော်လုံးမှာပဲဒီမိုကရေစီကဆိုကျွန်တော်တို့ဒီမိုကရေစီပု္ပ္ပာအများကြီးလိုသေးတယ်ဘင်္ဂလားဒေ့ရှ်နဲ့ရှင်နေနောက်ရည်ကြည်မှုလည်းမတူနော်ပြောရရင်ကျွန်တော်တို့တွေ့တဲ့အခါမှာဒီဘင်္ဂလားဒေ့ရှ်ကြီးကြီးမှုဘင်္ဂလားဒေ့ရှ်လူတွေပြောရဲဆိုတဲ့ပုံစံစကားပြောတာပုတ်နေတယ်ပေါ့နော်ဟိုကျွန်တော်အိန္ဒိယတွေလို့ပေါ့နော်နည်းနည်းတော့တစ်ခါတည်းမိကုန်းများရလို့တော့ထင်ရတယ်ဒါပေမဲ့ပွင့်နေတယ်ကျွန်တော်တို့ထက်ဆိုင်အများကြီးပွင့်တယ်ကျွန်တော်တို့မြန်မာတွေကျွန်တော်တို့ပြောနေပြောတာပြောနေစကားကြီးရရှည်ပြီးတော့ကိုတိရာတွေလှက်ပတ်ပြီးပြောနေရပါတော့ဒီငင်းကြတော့မထိမိဘူးပေါ့နော်စကားကြီးဒါအရန်များတာဟိုထိထိမိမိမပြောတတ်ဘူးပြောလို့ဟိုဟန်ဆောင်နေရတယ်များတယ်ပေါ့နော်လှည့်ပတ်ပြီးပြောနေကြတယ်များတယ်အဲ့ဒါဒီမိုကရေစီကြည့်လို့မဟုတ်အဲ့အာဏာရှင်ကြည့်မှုပဲတရုတ်လည်းအဲ့လိုပဲပေါ့နော်ဆိုအာဏာရှင်ကပုံပြီးရင်ကြီးလေးရှိတယ်ပေါ့ရင်ကြီးနဲ့အထာတွေနဲ့နောက်ွယ်မှာဒါအပြတ်ရှင်တာပေါ့ဆိုဒါရဲဆကျွန်တော်ပြန်သုံးသပ်မယ်ကာလာပေါ့အဲ့ပြန်ချုပ်ရမယ်ဆိုရင်ကျွန်တော်တို့မှာဒီဟိုမတူညီမှုတွေလည်းရှိတယ်တူတဲ့အပိုင်းတွေလည်းရှိတယ်ဒီအမုန်းတရားတွေအာဏာလူတဲ့ပုံစံတွေပြီးတော့ခိုင်းဖွဲ့တဲ့ပုံစံတွေဒါတွေကျွန်တော်တို့ခက်စစ်စစ်ရှိတယ်ပြီးတော့ဒီမတူတာကတော့ခုနနိုင်ငံရေးစနစ်နိုင်ငံရေးဖြတ်တန်းမှုတမိုင်းကိုမှတ်ညံပေါ့နော်လွတ်လပ်ရေးကဘယ်လိုရခဲ့တာလဲဘယ်သူကရအောင်လုပ်ပေးခဲ့ရလဲဆိုအမြင်တွေမတူကြအဲ့ပုံမှာလူလူလှုပ်ရှားမှုကတော့ဘင်္ဂလားဒေ့ရှ်မှာပို့ပြီးအစွမ်းထက်တာပေါ့နော်ဒီမှာကတော့ဆက်အနာရှင်ဖြစ်တဲ့အခါမှာကျွန်တော်ပို့ပြီးတော့အရင်ရဲ့မြစ်ထီကိုပို့ပြီးနားလည်မှာပဲပြောင်းလဲလို့ရလိမ့်မယ်ပေါ့နော်ဒီလိုမျိုးအကြောင်းကျွန်တော်အရင်အလောတကြီးနဲ့ဆန္ဒပြတိုင်းအောင်မြင်မှာမဟုတ်ဘူးပေါ့နော်ပို့ပြီးအတွင်းကြနားလည်ပြီးတော့ဒီဇိုင်းစဉ်းစားနိုင်ပါပဲအဲ့လိုခေါင်းဆောင်တွေရှိလာမှာပဲဒီနိုင်ငံရေးလှုပ်ရှားမှုလူလူလှုပ်ရှားမှုအောင်မြင်လိမ့်မယ်ပေါ့မြန်မာနိုင်ငံအနေနဲ့အဲ့တော့ဒီချက်တွေကျွန်တော်အများကြီးသုံးသပ်ဖို့လိုပါတယ်ကျွန်တော်ဒီမှာဟိုထဲ့မပြောသွားပေမဲ့ကြံနေတဲ့ဒီ big elephant ပေါ့နော် elephant in the room ကတော့ရှိနေတယ်အဲ့ဒါ ranger ကိစ္စပေါ့နော်ဒါကတော့ကျွန်တော်တက်နောက်မှဗီဒီယိုတစ်ခုနဲ့ထပ်ဆွေးနွေးကောင်းမယ်လို့ထင်ပါတယ်ဒီ ranger ကိစ္စဆိုရင်ကျွန်တော်တို့အနေနဲ့ဘင်္ဂလားဒေ့ရှ်နဲ့ပေါင်းပြီးတော့ဖြည့်ရှင်းရမှာဖြစ်တယ်အဲ့လိုဖြစ်တဲ့အခါမှာကျွန်တော်တို့နဲ့ကိုယ်အိမ်နီးနားချင်းတွေဖြစ်တဲ့ဘင်္ဂလားဒေ့ရှ်အတွက်ကလည်းကျွန်တော်တို့ကသူတို့အိမ်နီးနားချင်းနှစ်ခုတွေကတစ်ခုဖြစ်တဲ့အခါမှာဘယ်လိုပဲပြောဟိုဖြစ်တယ်ပေါ့နော်တန်မိုးထားပါလိမ့်ဆိုတော့ကျွန်တော်တို့အနေနဲ့အပြန်အလှန်ပို့ပြီးနားလည်ဖို့လုပ်မယ်ပို့ပြီးတော့လေတယောက်နဲ့တယောက်နီးလန်းနေရှာဖို့လုပ်မယ်ကျွန်တော်တို့ကဟိုကြောက်နေုံနဲ့တစ်ဖက်ကမုန်းနေပေါ့မြန်မာဒေ့ရှ်လူတွေအများကြီးပဲငါတို့သိမ်းသွားမယ်အဲ့လိုမျိုးအပိတ်စဉ်းစားမှုနဲ့ဆိုတော့ကျွန်တော်တို့ကဒီလိုပဲစစ်တွေပဲဖြစ်မှာကျွန်တော်ရဲ့စစ်ဝါဒအပြီးမှာပေါ့ဒါပေမဲ့ကျွန်တော်ပို့ပြီးအတွင်းကျကျနားလည်လေကျွန်တော်ပို့ပြီးစဉ်းစားလို့ရလိမ့်မယ်ချင်းစဉ်းစားပြီးတော့အဖြေရှာနိုင်မယ်ပို့ပြီးတော့ကျွန်တော်ဉာဏ်ပညာကြီးစိုးတဲ့လူအဖွဲ့အစည်းတစ်ခုကျွန်တော်တို့သွားနိုင်တယ်လို့ထင်ပါတယ်အဲကြောင့်ကျွန်တော်ကတော့ဒီဆက်ပြီးတော့ပေါ့နော်ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြောင်းနဲ့ဆက်ပြီးလေ့လာတင်နေကျွန်တော်တို့နေအတွက်လည်းအများကြီးသင်ခန်းစာယူတင်တယ်လို့ဆွေးနွေးချင်ပါတယ်ဆိုတော့ဒီဗီဒီယိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ရဲ့ဗီဒီယိုတွေကိုစိတ်ဝင်စားရဆိုရင်Facebook page ဒါမှမဟုတ် YouTube channel မှာ subscribe လုပ်ထားနိုင်ပါတယ်ကျေးဇူးပါ